နေရော်ဘတ်ချန်နယ်ပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များအတွက်ဒီနေ့မှာတော့ဝေကျွေးတွေပြည်စီခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုဖျက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်တွေကဒီနေ့မှာတော့ဝေကျွေးတွေပြည်စီခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုနားဆင်ရမှာလေးဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်မှာပရိသတ်တွေက channel လေးကို like and subscribe လေးနဲ့အားပေးတော့တောင်းဆိုချင်ပါတယ်โอเคပါဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ချင်ပါတယ်။အော်လို့မရရုံလို့မရချက်သုံးမသိတဲ့နေပေကအရန်ကိုကြမ်းတမ်းလာပါတယ်။ရိတ်ထိုးရတဲ့ခန္ဓာကိုယ်နဲ့အသက်ရှူတဲ့ပြင်းပြင်းတွေလွမြောက်ချင်ပေမဲ့လွမြောက်မှုမရခဲ့။မမေခဲ့ပါဦး။နှကန်းတစ်ခုကခွာမသွားခဲ့ပါဘူး။ပို့ပြီးတော့နမ်းနေပါတယ်။မျက်ရည်တွေကပါးပြင်ပေါ်မှာရွှဲအိုက်နေပြီးတော့အသက်အောင်မထွက်နိုင်ပါဘူး။မမေများကြီးလို့ခေါ်ဖို့တော့အားအင်းနေမရှိခဲ့ပါဘူး။စတော့အတွက်ဒီကနေ့ညကအရန်ကိုကြားရှိလို့မာရီမနေ့ကနေအောင်ကြီးကြောင့်တော်များနိုးလာတဲ့ခါမှာအတန်တွေကတိတ်ဆိတ်လို့နေပါတယ်။ပုံမှန်သမီးချက်တော်ရဲ့ထမင်းချက်တန်တော့မကြားရအောင်။စတော့မနိုးသေးဘူးပဲ။ပုံမှန်ဆိုစိုးရင်နိုးနေစားချက်တော်တယောက်ဒီနေ့အိပ်ဖို့ကြီးနေပုံရပါတယ်။ဒါကြောင့်ပြုံးသွားမိတယ်။မနိုးတော့ပဲနဲ့ထမင်းချက်ဖို့ပြင်ဆင်နေ။ဒါလည်းဘယ်ချိန်ပြောင်းလဲမသိ။နိုးလာမှမင်းကြီးရမယ်လို့တွေးမိပါတယ်။ချက်ပြုတ်ပြီးစီးတဲ့အခါမှာချက်တော့နိုးမလာသေးတာကြောင့်နေမကောင်းဖြစ်နေတဲ့တင်မိပါတယ်။သမီးကခုလောက်တည်းမအိတ်တပါဘူး။သွားစီအောင်ပါ။သမီးချက်တော့ရေအတန်ပြီးပြီးတော့ခန်းထဲဝင်ခဲ့ပါတယ်။သမီးအမေအမလီတော်များမျက်လုံးတွေပြောင်းပြီးသွားခဲ့ပါတယ်။သမီးရဲ့ခန်းထဲမှာမောက်ကုံနေနဲ့ယောက်ျားသားတစ်ယောက်ရှိနေပြီးတော့ခဏကိုမှဝတ်စားတော်ရှိမနေပါဘူး။သမီးအမလီချက်တော့တုံရင်စွာနဲ့တော်များပြေးဝင်လာပြီးသမီးကိုခေါ်လိုက်တယ်။ဂရင်ပေးတော့မှအသက်မဲ့နေသူပမာအခင်းဆောင်ပါလေးကိုခြုံထားပြီးငိုနေတာဘလောက်တောင်ငိုထားလဲမသိ။မျက်နှာတစ်ခုလုံးဖူးဖောင်းပြီးတော့စုပ်ပွားနေတဲ့စပင်းနေနဲ့တုံနေရှာတဲ့ခန္ဓာကိုယ်လေးသမီးချက်တော့သမီးမြောက်ကြည့်ပါဦး။တော်များတုံလုံးနေပါတယ်။ဘယ်သူလဲ။ဟာသမီးလေးကိုဖျက်ဆီးလိုက်တာ။တပ်ပြစ်ချင်မိပါတယ်။ဘာမှလည်းနားမလဲတဲ့ဒီကလေးကိုဘယ်သူလဲ။တော်များဒေါသစိတ်ကြောင့်ဘာမှမမြင်တော့ပါဘူး။ဝမ်းနဲ့မလွယ်ခဲ့ရပေမဲ့ငယ်တည်းကမြင်လာတဲ့ဒီကလေးမိမသေးပြီးတဲ့နောက်သူပဲမွေးစားထားခဲ့တဲ့ဒီကလေးဟာသူ့သမီးပါပဲ။သမီးနာကထလာပြီးတော့ဘလာဖြစ်နေတဲ့ခန္ဓာကိုယ်ထူရိုက်ပြလိုက်တယ်။တက်မယ်လူယုံမအောက်တန်းစားတေးစက်နဲ့နေအတန်နေစုပ်အပ်သွားပါတယ်။ပြန်လာရတဲ့မျက်နှာကသူဘလုံးမှမယုံနိုင်။ဖုံးထိတ်ကောင်တော်မြရဲ့အတန်ဘလောက်တောင်ကျဲသွားတယ်မသိ။အိတ်ပြုံနေတဲ့သူကနိုးသွားပါတယ်။မေသူလည်းမယုံနိုင်ခြင်းများစွာနဲ့မိခင်ကိုကြည့်မိပါတယ်။အခန်းထဲမှာခဏလောက်တိတ်ဆိတ်သွားပြီးတော့ဖုတ်တဲ့ကောင်စီကအတန်ထွက်လာကချက်တော့ကိုတန်တော်ကြီးကြည့်နေမိပါတယ်။သူရဲ့ခဏမျှမှသွားပါပြီ။အခုဘာဆက်လို့ရမလဲမသိ။ကလေးချင်းရင်မှာအတန်တိတ်ငိုနေတဲ့သူမလေးမင်းညာသွေးသားဆန္ဒကိုအလိုလိုက်မိတဲ့သူမပါ။အခန်းမောင်းဝင်ခြင်းရဲ့ကျိုးဆက်တမရဲ့ဆွဲဆောင်နိုင်လို့နဲ့အတန်နဲ့ခန္ဓာကိုယ်ဟာသူအမျိုးမှာကျင်းကျင်းလေးပြီးတဲ့သူမိမအကြောင်းနောစိတ်နေတဲ့သူအာယာရီနဲ့သွေးဆောင်ရင်တော့သူကတော်ရုံနဲ့စိတ်မလုခဲ့ပါဘူးမတော်ဘူးတဲ့တရေကြောင့်သူမအောင်မမုန်းမိသွားလားသူမသေးခွေးသည်တီးကြတော့ညာသူ့အနေနဲ့စစ်တော်ဆိုတဲ့ကောင်မလေးဆိုတဲ့သည့်သူ့မှာရှိခဲ့ပါတယ်ဒါကိုဘာကြောင့်များသူမယူရဲဆန်ခဲ့ပါလေမိရှုံးမလိုက်လားဖုံးထိတ်ကောင်ရဲ့နေဘလို့များလောက်ရရလဲမမေကျွန်တော်ရှင်းပြပြစီဘာလို့ရှင်းပြမှာလဲနေဆောင်ငါသမီးလေးတော်မြတန်နေထွက်မလာခဲ့ပါဘူးသမီးလေးကိုလမ်းကြည့်တဲ့အခါမှာခေါင်းလေးငုပ်ထားပြီးငိုနေတယ်ဘာကြောင့်ဖြစ်ဖြစ်သူမအမားလို့သာပြောပါလိမ့်မယ်တော်မြအနေနဲ့တစ်ဖက်ကမွေးစားသမီးတစ်ဖက်ကခုမှမြင်တွေ့ရတဲ့တားရင်ဖြစ်သူဖြစ်ပါတယ်ကျွန်တော်မှားပါမယ်ကျွန်တော်တောင်းပန်ပါတယ်အခုကိစ္စတောင်းပန်ရုံနဲ့ပြီးမတော့ဖုန်းထိတ်ကောင်ငါသမီးလေးကဘာမှမသိပဲဖြစ်ရတာမင်းတောင်းဝင်ယူပေးရမယ်ဖျားမမေမင်းဘာပြောစင်တာလဲမင်းကလေးတယောက်နေနဲ့အခုလိုကိစ္စကြော်တော့လို့ရတယ်ရမှာမဟုတ်ဘူးနော်အရှက်နဲ့လူလုံနေတာဟဲ့ကျွန်တော်နားလေပါတယ်ဒါမဲ့ကျွန်တော်မှလက်ထရမယ့်သူရှိတယ်မမေသူဇိုတင်းပြောစားလိုက်ပါတယ်ဘလို့မှလက်ထက်လို့မရအနီလိုင်းသာသူစနီးဖြစ်ရမယ်ဂုံရီတူသူအတိုင်းဝိုင်းရှိသူပညာရည်ချမ်းမှပြောစရာမလိုသူအနေနဲ့တော်ရမိမတယောက်ကိုလက်ထက်မှာမဟုတ်ဝဲထုတ်နိုင်မှာမဟုတ်တာသူသိပါတယ်မင်းကြည့်စမ်းကြောက်ရဲလိုက်တာ
မင်းဘလို့တိုင်းဝင်းမှာပဲကျင်လေခဲ့ချစ်တော့မင်းလက်ထက်ရမယ်ဒါပဲမေမြအေးသမီးလေးချစ်တော့ဘာမှမပြောချင်မေကိုယူလည်းမယူခြင်းအကုန်လုံးချစ်တော့မှမို့မေမြနဲ့ကိုယူတောင်းမိကိုအဆင်ပြေစေချင်ပါတယ်ချစ်တော့သာမေနဲ့အတူတူတည်သွားခဲ့ရင်ကောင်းတာအခုလိုတွေဖြစ်မှာမဟုတ်ပါဘူးအခုတော့ချစ်တော့ကြောင့်မေမြစိတ်ဆင်းရဲနေရတယ်အများနဲ့ပဲနေမယ်တော့ကိုကြီးနဲ့လည်းမတက်ချင်ဘူး။အိုးဘယ်ဖြစ်မလဲသမီးလေးရဲ့လက်ထက်ချင်းဆိုတာတော့ဘာမှမသိတဲ့သမီးလေးမိန်းကလေးတယောက်အတွက်ဘလောက်တန်ဖိုးထားလဲဆိုတာတော့မသိရှာတဲ့သူလေးတော်မြတ်လေငိုးစင်တာပဲသိပါတော့တယ်သမီးလေးကိုမနာကျင်စေချင်တော့ပါဘူးမြင်မြန်ဆက်ဆက်ပဲမေမြစကားကြောင့်ကိုကြီးနဲ့လက်ထပ်ပေးလိုက်တယ်ကိုကြီးမျက်နှာတုံမုံပြီးတော့မေမြလည်းမျက်နှာမကောင်းစသွားတော့ဘာမှမသိပဲမေမြစကားအတိုင်းသာနားထောင်နေရုံသာတာမနဲ့ပြန်တော့မယ်အလောက်ကလည်းတားပြတ်မှဖြစ်မှာမလို့အေးပါသမီးဥစားရီထဲထားကိုကြီးနဲ့မနဲ့လိုက်သွားရမယ်ဟမ်မေစစ်တော်တန်အော်ကြီးဖြစ်သွားပါတယ်ကိုကြီးနဲ့လက်ထပ်လိုက်ရင်ပြီးသွားမယ်ထင်ထားပေမဲ့ပြီးမသွားခဲ့ပါဘူးအခုစစ်တော်ကဘယ်ကိုလိုက်ရမှာလဲဘယ်မှမသွားချင်ပါဘူးဒီမှာပဲနေချင်တယ်ကိုကြီးကိုလည်းကြောက်တယ်စစ်တော်ကိုမုန်းနေပုံရပါတယ်ခေါ်ချင်ပုံလည်းမရသမီးရဲ့လိုက်ရမှာပေါ့လင်မယားဆိုတာတူရှိနေရမယ်လေဟုတ်မေကဲဥစားရီတော့ထက်ထားအောင်သမီးဟုတ်စစ်တော်ထလာခဲ့ပေမဲ့စိတ်တွေလေးနေမိပါတယ်။အိုနေရမှာဘဝမှာအရင်ဆိုးဝါးလို့နေလို့ထင်ခဲ့မိတာအခုပိုဆိုးသွားတယ်။ကိုမသိတဲ့နေရာမေများတို့နဲ့ဝေးရရက်ကိုတွားရပါအောင်မေ။ရဲကြီးတွေကတာတုပ်ပြီးတော့အဝတ်စားတချို့ထည့်လိုက်တယ်။စစ်တော်ရီသမီးမေမြစီလာခဲ့အောင်ပြောကြရှိလို့ကွယ်ဟုတ်စစ်တော်မေမြစကားကြောင့်ရဲရီတုပ်ပြီးပြေကိုထွက်လာခဲ့ပါတယ်။မေမြပြီးမှကိုင်းမျက်နှာမုံကုတ်ပြီးတော့အောက်ကုန်ငုတ်ထားတယ်။သမီးလေးလားစစ်တော်ရုပ်လေးကုန်းမဝင်ထိုင်ပြီးတော့စကားတွေကိုနားထောင်နေလိုက်တယ်။ကဲဒါကိုအဓိကပြောရဒါကလူကြီးဆိုတော့သမီးလေးကိုစောင့်ရှောက်ပေးစစ်တော်ကကလေးသက်သာဆိုတော့အိမ်အောင်တဲ့အကြောင်းဘာမှနားလေတာမဟုတ်ဘူး။ဒါကပဲနားလေပြီးခွတ်လို့ပြီးမျက်နှာမငယ်အောင်ထားပေးပါသား။ဒါစီမှာအပ်တင်တော့ဟုတ်ကဲ့မေကိုကြီးစကားကအဲ့လောက်ပဲပြောပါတယ်။သမီးလေးကလေးမမနေတော့ကိုကြီးရဲ့စကားနားထောင်အဆဆရရသိယူကိုကြီးဆုံးမတာလေနာခင်တော့သမီးလေးဟုတ်မေမြစစ်တော်ကစကားနေတော့ဘာမှတူမပြောတတ်ပါဘူးရဲရီဝဲသားနဲ့မေမြကိုငေးကြည့်မိပါတယ်ခွဲရမယ်ဆိုတော့မေမြကိုရမ်းလွမ်းနေတော့မှဖြစ်ပါတယ်မေမြသာစစ်တော်ပေါ်ကောင်းဆုံးသစိမ့်မှုသူ့အတွက်အမေရဲ့ကိုရဲ့ပြီးရင်မေမြကမိသားစုဖြစ်ပါတယ်အမေတာခန်းပြန်အောင်ပဲထဲကြရှိတာထဲလောက်အေးသားတော်ကိုကြီးကထွက်သွားပါတယ်စစ်တော်ကိုကြည့်မသွားတာကိုတယောက်တည်းကြောက်နေမိပါတယ်သမီးလေးကိုကြီးစကားအောင်နားထောင်တော့သမီးကအိမ်အောင်တဲ့ဖြစ်သွားပြီဆိုတော့တင်ယူစရာတွေအများကြီးရှိပြီသမီးကဘာမှမသိနားမလည်သေးတာမေမြသိပါတယ်ဒါမဲ့ကိုကြီးစကားအောင်နားထောင်တော့သမီးလေးမေမြအိမ်အောင်ဝဲမဖြစ်စေချင်ဘူးဟုတ်မေမြကိုကြောချင်တယ်အေးသမီးလေးမေမြကိုကြောတော့မေမြငိုတဲ့အခါမှာစစ်တော်ပါလိုင်းကိုမိပါတယ်မေမြစုံမစကားတွေအများကြီးပြောပြီးနဲ့တိတ်ပေးတယ်အခုမှဟန်နီစီကဖုန်းဝင်လာတာကြောင့်ဖုန်းတိတ်ကောင်စိတ်ကတူသွားပါတယ်ရောက်တော့မကြသေးပေမဲ့အဲ့လိုဖုန်းခေါ်တာမေမြတူတာသူမကြိုက်ဘူးလို့ပြောထားပါတယ်အခုလည်းအမေကိုရှာဖို့အတွက်နေပြန်မယ်လို့ပြောထားပြီးဖုန်းမခေါ်ဘူးတေးချမှထားတယ်သူရင်ခေါ်လိုက်မယ်လို့ပြောထားတာရက်ကြနေလို့ဖြစ်နိုင်ပါတယ်သူ့အနေနဲ့နောက်ကနေဖုန်းတကုံကွန်ဆက်နေတာမကြိုက်အဲ့လိုကတ်တွယ်နေတာလေသူမကြိုက်ပြောထားရတဲ့ခေါ်တာကြောင့်စိတ်ကတိုးသွားပါတယ်အေးတဲ့ချက်တော်တဲ့ကိစ္စတွေကြောင့်စိတ်ကမကြည်ဟယ်လိုကိုစင်ပြေလားရေကိုဟန်နီပြောတာကြားရလားကိုရဲ့ဒီကပြောနေတာကိုပြတ်မပြုံးကြည်စမ်းဟောကြည့်ကိုလို့ကြားတယ်သူဘာမှပြောခင်တမရဲ့တန်လျာထွက်ပေါ်လာပါတယ်သူအားနာပေမဲ့အခုချိန်တော့ဘာစကားမှပြုံးပြခြင်းသည်ကိုစိတ်ကောက်နေရလားယင်အန်နီယာတရိယာလို့ဖုန်းခေါ်တာကိုမဆိုင်မှန်းသိပေမဲ့လွဲလို့နော်မမေနဲ့တွေ့ရလားသိချင်လို့နော်ကိုနော်လို့မမေနဲ့တွေ့ပါတယ်နဲ့ကိုမန္တလေးပြန်မယ်တောင်ကြီးတော့မလာဖြစ်သေးဘူးကိုဖုန်းပြန်ခေါ်မယ်အခုကနေဘက်ဆိုတော့လိုင်းသိမ့်မကောင်းလို့နော်ဩအင်းမကိုရဲ့
ကားကိုဖြည်းဖြည်းမောင်းတော့စစ်တယ်ငါသူဖုန်းချလိုက်တယ်ဘာကြောင့်စိတ်တွေလိုမကျဖြစ်နေလဲမသိဟန်ဒီပေါ်မှာကိုကသာမိုင်းလုပ်ထားတာဖြစ်ပါတယ်အခုတော့သူလည်းစိတ်တွေရှုပ်နေမိပါတယ်အမေကိုလည်းစိတ်ညစ်အောင်လုပ်မိတယ်စစ်တော်ဆိုတဲ့ကောင်မလေးပေါ်မှာလည်းခွင့်မလို့နိုင်စရာကိစ္စလုပ်ထားသေးတယ်အမေကလည်းတခြားဘာမှမပြောပဲစစ်တော်ကိုပဲလက်ထပ်ခိုင်းတာကြောင့်တော်သေးတယ်တိုင်တန်းတာတွေဘာမှမလုပ်ခဲ့အခုမှတွေ့တဲ့သားမိတွေအမုန်းတွေနဲ့အဆုံးသက်သွားနိုင်တယ်အားလုံးသူ့မှာကြောင့်သာဒါဦးတည့်ရနဲ့စစ်တော်ဆိုတဲ့ကောင်မလေးပေါ်မှာတော့သူချုံမြင်မှုတွေမပေးနိုင်တော့ပါဘူးသူရဲ့အတားဆောင်ပဲဖြစ်ပါလိမ့်မယ်သူ့လိုအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒီလိုရွာသူလေးတယောက်နဲ့အိမ်အောင်ကြမယ်လို့စိတ်တောင်မကူပဲတွေးကြည့်လို့တော့မရတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဒီမင်းကလေးသူ့နာအနေထွက်ခွာသွားရမယ်ထွက်သွားအောင်လည်းသူလုပ်ပါမယ်မနက်ကင်းအလေးရောင်တွေမြင်နေရပြီစစ်တော်အတွက်တော့အရင်နေ့တွေနဲ့မတူစိတ်ထဲနန်းလေးရနေတယ်ကိုကြီးနဲ့လိုက်သွားရပါမယ်မမေများအတွက်နောက်ဆုံးနေနဲ့ထမင်းချက်ပေးစင်တာကြောင့်အစိုးရထားပြီးချက်နေပေမဲ့ဘာမှမတွေးခြင်းဘာမှမသိခြင်းပေမဲ့မမေများဝေယူထွက်သွားတော့မယ်ဆိုတဲ့သိရစိုးမိုးလိုလာတယ်စကားတွေအများကြီးမပြောတတ်ပြောမထွက်ပေမဲ့စစ်တော်ရင်ထဲမှာပြေးကျန်နေပါတယ်ပြောင်းလဲတွေကမြန်ဆန်လိုပါတယ်နေချင်းညချင်းစစ်တော်အတွက်ယောက်ျားရခြင်းဒါအတူမကြည်ပြူစွာနဲ့ကိုကြီးရဲ့မျက်နှာမမေများနဲ့ခွဲခွာရအောင်မယ်ကံတရားရအရင်ကိုဆိုးပါလာပါတယ်သမီးလေးအစိုးရနိုးနေရလားဟုတ်မမေများတန်ကြတော့မှအတွေးတွေရက်တန့်သွားပါတော့တယ်ဘာလို့စိုးကြီးထမင်းနေချက်နေရလဲအနက်လေးရင်ခရီးသွားရအောင်မယ်လေအေးရွာအိတ်တာမဟုတ်ဘူးသမီးရဲ့သမီးကိုကြည့်ပြီးတော့စိတ်ထဲမှာမကောင်းပါဘူးအမြဲတမ်းအနေအေးပြီးတော့စကားနဲ့ကသူ့ဟာသူနေတတ်တယ်အဲ့လိုကလေးကရုတ်တရက်အိမ်တော်မှာကျသွားတဲ့အခါဘလောက်တောင်ဝမ်းနဲ့အားငယ်နေမလဲမသိမျက်နှာလည်းမကောင်းတာကိုယ်တိုင်စီစဉ်ပေးလိုက်တာကြောင့်ဘာတကူမှဝင်မစိုးဖက်ပေမဲ့စိတ်ထိခိုက်နေမယ်ဆိုတာတော်များသိတယ်ကိုယ်တိုင်လည်းဘာလို့ပေးရမှန်းမသိပေမဲ့သမီးလေးပုံမှာတော့သားနဲ့နီးစပ်စီစဉ်တာမှန်ဒီရွာမှာပဲတသက်လုံးမျက်နှာငယ်နေရမယ်ရှိကိုသူမှမထားရဲ့ဒါကြောင့်လေသားနဲ့တင်းထည့်ပေးလိုက်မယ်သမီးလေးဘွားကောင်းစားစေချင်မိပါတယ်သမီးလေးတစ်ချိန်တော့နားလည်တော့ပါရဲ့သမီးမမေမြကိုစိတ်ဆိုးနေလားရဲ့စစ်တော့ကောင်းကိုခါရမ်းပြလိုက်ပါတယ်စိတ်မဆိုးပါဘူးမမေမြရဲ့မမေမြမှာတခုမှမရှိပဲလေစစ်တော့ကြောင့်ပါစစ်တော့ပြစ်တွေပဲလေအဲ့လိုပဲစိတ်တရားနေတာပြောနေပေမဲ့အပြင်မှာတော့မျက်ရည်နဲ့ခေါင်းကိုသာရမ်းနေမိပါတယ်ဒီကလေးရဲ့တွင်းစိတ်ကိုသူသာအသိဆုံးပါတခြားသူကိုပြစ်မတင်တဲ့သူ့ကိုယ်သူသာပြစ်ပေးတတ်သူသူအမားကြောင့်လူသာမြင်နေသူဖြစ်ပါတယ်တော်မြတ်လင်းကိုချင်းပေမဲ့စိတ်ကိုတင်းလိုက်ပါတယ်စစ်တော်လေးအဆင်ပြေဖို့ရေးဒီတလန်းပဲလေအစိုးရကောင်းလို့သူတွေးပြီးလုပ်ခဲ့တာမို့သမီးလေးအဆင်ပြေမှာပါဒါကလေရိုင်းဆိုင်နေသူတော့မဟုတ်တော့ပါဘူးလေသမီးမမေမြောက်တရိယာရဲ့ကိုကြီးကိုဖုန်းဆက်ခိုင်းတော့ဘာမှမကြောက်နေသိလားငိုလဲငုံနေနဲ့မမေမြောက်နောက်တော့လိုက်လာမှာပေါ့နော်ဟုတ်စစ်တော်မျက်ရည်နဲ့မမေမြောက်ရင်ဝင်ထဲဝင်ပြီးတရှုံရှုံငုံမိပါတယ်မမေမြောက်ရဲ့လက်နွေးနွေးလေးကပကုံးဖွားလေးပုတ်ပြီးအားပေးနေပေမဲ့စစ်တော်ကတော့ပိုလို့ငုံနေမိပါတယ်မနက်စာထမင်းစားပြီးမမေမြောက်ကိုကြောကြတော့စစ်တော်ဝမ်းနဲ့မျက်ရည်ကျမိတယ်မမေမြရဲ့ဆုံးမတန်စကားတွေကဝေဝါးနေပေမဲ့စစ်တော်ကိုကောင်းစေခြင်းနဲ့စကားတွေသာဖြစ်လိမ့်မယ်။ကဲသားနဲ့သမီးသွားလန်းသားလို့လာလန်းဖြောင်းကြပါစေကွယ်။ပြည့်ရဲ့စုနဲ့ပြည့်ပါစေ။ကိုကြီးနဲ့အတူပြန်ပြီးတော့ပြောလိုက်ပါတယ်။ကားလေးကတငိမ့်ငိမ့်ပြေးပါတယ်။နောက်မှကျန်ခဲ့တဲ့တစ်ပင်တွေကတရိပ်ရိပ်သာကျန်နေခဲ့တယ်။အပြေလောကဒီလိုကြီးပါလား။ကျူခင်းတွေကဒီလိုတွေပါလား။စစ်တော်အတွက်တော့ထူးဆန်းတဲ့ခရီးတစ်ခုစတင်တာပါ။နောက်ပြီးစစ်တော်မသိတာတကူကစိုးဝါးတဲ့ချိန်တွေတကူစောင့်ကြနေမယ်ဆိုတာမသိတာပဲဖြစ်ပါတယ်။လေဘူးတစ်ချက်မှုတ်ထိုးလိုက်ပေမဲ့အပူလုံးရကြမသွားဘေးမှာတိတ်ဆိတ်စွာလိုက်ပါလာတဲ့အရာကြောင့်စိတ်တရားပို့ပြီးတော့လေးလံမိပါတယ်။ကိုယ်ပုံမှာအမြဲတမ်းလေးပြီးခဲ့တဲ့ဟန်ဒီကိုဘလို့ရှင်းပြအောင်လဲမသိ။ကိုကအသားစီးကအကျိုးရင်းနဲ့စကားတွေပြောတတ်ပေမဲ့အခုလိုအချိန်ဒီမှာဘလို့ရှင်းပြအောင်လဲမသိပါဘူး။ကို့မောင်မို့ဒူးထောက်ဆိုနေထောက်ရမယ်။အန်ဒီခွင့်လို့ပါမလား။ကိုကြီးစီအတန်းကြောင့်စစ်တော်ကပိုးလို့တော့ကြုံသွားပါတယ်။အသက်တောင်မရှိရင်အရင်ညောင်းနေပေမဲ့ခန္ဓာကိုယ်တော့မလုပ်ရပါဘူး။ကိုကြီးမျက်နှာကိုကူးကြည့်လိုက်တဲ့အခါမှာဒီတင်းနဲ့မျက်နှာတစ်ခုလုံးကရဲနေပါတယ်
တပြင်းနေချနေရကြောင်းစစ်သုံးဟာတက်လို့ပင်ကြောက်နေမိပါတယ်။စင်ကိုကြီးစီဟာတခုနေသောစကားကြောင့်စစ်သုံးဟာရောက်နှနာဖြစ်ပြီးကိုကြီးကိုမရေတရလေးကြည့်လိုက်တယ်။စင်မဆိုကွာဒီမှာတညအိပ်ပြီးမှမနေ့မှဆက်သွားမယ်။အားပေးမန်းနေထမလေးစားရအောင်။ကိုကြီးရဲ့ဒေါသတန်ကြောင့်စစ်သုံးဘာမှလည်းမသိပဲကားပေါ်ဆင်းခဲ့ပြီးတော့ကိုကြီးနောက်မှာရွရွလေးလိုက်လာခဲ့ပါတယ်။မဲတကားကိုဆွဲဖွင့်ပြီးကိုကြီးကတခြားသူတွေနဲ့ခန့်ငှဖို့လုပ်တယ်။စစ်တော်ကဒူးစမ်းလွန်းလာကြောင်းအိုက်ကြီးပင်မဲ့ဘယ်သူမှချက်တော်လို့မဟုတ်ပုံမှန်တိုင်းပဲနေကြပါတယ်။ဟေးကိုကြီးရဲ့တန်ကြောင်ပြရခတ်သွားပါတယ်။ဘလောက်တောင်ငန်းနေလဲမသိလိုက်။ကိုကြီးခေါ်နေတာဝင်မြင်လိုက်ပါဦး။မင်းကိုခေါ်နေရမကြောက်လား။ဘာလို့နေမှမသိ။ကိုကြီးစီကမကြိမ်နဲ့တဲ့အတန်ပြန်ကြရပါတယ်။စစ်တော်ကကြောက်လို့မျက်ရည်တွေပင်ဝိုင်းလာရတယ်။ကိုမသိတဲ့နေရာမို့ထူးဆန်းပြီးလိုက်ကြည့်နေမိတာပြက်လား။ဟာမင်းဘလို့လန်လျှောက်နေရလဲမမြင်ဘူးလား။မျက်လုံးကကောက်လား။စစ်တော်ကောင်းကိုသာငုံထားမိပါတယ်။ကိုကြီးကိုပြီးဖို့ရည်အတွက်ဘေးကိုမကြည့်အောင်ရှေ့ကိုလည်းမမြင်အပြေးလေးလိုက်လာခဲ့တာ။အခန်းတကားရှိရောက်ကိုကြီးချီဆုံးရက်သွားတာမသိပဲနှစ်ဘူးနဲ့ကိုကြီးကြောပြင်မိတ်ဆက်သွားတာဖြစ်ပါတယ်။ဝင်းတခုနေသောစကားတန်နောက်မှာဘာဘူးစကားမှထွက်မလာခဲ့။ဒါအုပ်ပင်အကြောက်ပုံနေခဲ့တာကစစ်တော်ပဲဖြစ်ပါတယ်။အခန်းထဲဝင်လာတဲ့ချိန်ပွေးလုံနေတဲ့ခန်းပြင်စင်ကြောင့်ပိုလို့တောင်ကြုံသွားတယ်လို့ခံစားရပါတယ်။စစ်တော်မမြင်ဘူးတဲ့ယာရီကခန်းထဲမှာပြီးအရာကြီးကြီးတစ်ခုပဲရှိပေမဲ့အရင်ကျဲလွန်နေပါတယ်။ထိုင်ဖို့ခုံနေရှိနေလို့တော်သေးတယ်။နေစင်လေးပြင်ထားလိုက်ခဏနေထမင်းတော်စားမယ်ကြားလား။စစ်တော်ခေါင်းသာအသားညှိပြလိုက်ပါတယ်။အေးစိတ်စိတ်ခန်းကြောင်လာမသိပေမဲ့ကြောက်စိတ်တွေပိုနေမိပါတယ်။တကူလုံးလေးညောင်ညခိုက်ခဲနေတယ်။တရေလောက်အိပ်ဖြစ်ချင်မိပါတယ်။အဓိကတကူကရေရင်ချိုးချင်မိပါတယ်။မမချိုးရမှန်းလည်းမသိဘယ်သူမှလည်းမမေ့ရဲ့အခန်းပြင်တော့မထွက်ရဲ့ကိုမသိတဲ့ဒေတာမသိတဲ့ပစ္စည်းတွေကြားမှာအရန်ထီးကျန်နေတယ်လို့ပါကိုကြီးထွက်သွားမှပဲတင်းကျပ်နေတဲ့စိတ်ကပြေးသွားသေးအောင်ဟယ်လိုကိုဟန်နီကိုခုပေါ်မှာလေမန္တလေးရောက်ပြီလားယင်အနီဖုန်းဆက်ချင်တာတော့ကိုမဆက်လို့မဆက်ရအောင်အခုရမ်းနေလွမ်းနေလို့သူစကားသက်နေပျောက်ဆုံးနေပါတယ်ရှင်းပြမယ်ကိစ္စကြီးအနီကိုလည်းမဖုံးခွေထားစမ်းပါမှန်တိုင်းပြောပြမယ်အနီခွင့်လို့မလားမသိပေမဲ့ကို့အမမို့အတက်နိုင်ဆုံးတောင်းပန်ဖို့တွေးထားပြီးသားပါကိုနေကောင်းရင်လားယင်အခုပေါ်မှာကောင်းပါတယ်မန္တလေးကမနက်မှရောက်မယ်လမ်းမှာတညအိမ်လို့သူစကားတွေလည်းအကြောင်းမှတစ်ဆုံနေတယ်လို့ပါအနီကိုပြောပြဖို့ဝင်လေးနေမိတာအမှန်အနီတိုင်ဝိုင်းနဲ့သူ့ရဲ့အကြောင်းကြီးမြို့ကန်ကြီးကမသိသူမရှိကို့မာရီပါဟန်နီရဲ့ကိုလို့ခေါ်နေရလေးမကြောက်ဘာတွေတွေးနေရလဲဒီမကောင်းရင်လားကိုရဲ့တန်းကလည်းမကောင်းကောင်းပါတယ်ကိုပြောစရာရှိတယ်ပြောလေကိုရဲ့သူတပြင်းမိုးကြီးကိုချလိုက်တယ်မပြောလို့မဖြစ်သူမကြုံချင်ဆုံးချိန်ကိုကြုံတွေ့နေရပြီကိုလေအိမ်တော်ပြုတ်လိုက်ရတယ်ကိုတောင်းပန်ပါတယ်အန်နီပေါ်သစ္စာဖောက်သူလိုဖြစ်သွားတဲ့အတွက်ကိုခွင့်မလွတ်ပါနဲ့ဟန်နီရဲ့ကိုညာနေရမလားဘာလို့ရှောက်ဆနေရလဲကိုမန်နေပြောနေရဟန်နီအခုသူလဲပါတယ်ဘလို့ကိုမာရီပါဟန်နီအန်နီကြိုက်တယ်လို့ဆုံးဖြတ်ပါကိုနာခံပါဒါပေမဲ့ကိုသူ့ကိုရအောင်ကွာရှင်းမယ်ဟန်နီကိုပြောတာကြားရလားဟုတ်ကြားတယ်ကိုဘာတွေဖြစ်ခဲ့ရလဲကိုပြောပြပါအန်နီအကြောင်းစုံသိပြရစီဟန်နီရဲ့ကိုပြောပြပါမယ်သူအကြောင်းကိုရှင်းပြလိုက်ပြင်မဲ့အန်နီဘက်ကတုံ့ပြန်တယ်မကြားရတိတ်ဆိတ်နေတယ်ဟယ်လိုအန်နီကြားရလားကြားပါတယ်သူ့စိတ်ထဲလုံရင်းကျသွားတယ်လို့အန်နီဘလို့ပဲပြောလာသူအတက်နိုင်ဆုံးလိုက်ရုံသာအန်နီကိုတခုခုပြန်ပြောပါဦးကိုဘာလုပ်ရမလဲဘာလုပ်တဲ့လဲကိုအန်နီမန်းလေးလိုက်လာခဲ့မယ်အဲ့ရောက်မှကြည့်လို့တာပေါ့ခုတိုင်းဆိုကိုမားခဲ့တာလေကောင်မလေးအမားမဟုတ်တာကိုဝင်ခံပါတယ်မားခဲ့တယ်ဆိုတော့အင်းမတွေ့မှပြောကြတာပေါ့ကိုကြီးပုံချလိုက်ပြင်မယ်ကြာကြီးတွေ့ဝင်နေတာသူပါအန်နီစီကဘာမှဖြေရှင်းချက်တွေမရခင်သူမားလို့သာပြောခဲ့တယ်အန်နီဆိုတာအဲ့လိုမင်းကလေးမျိုးသူသဘောကျခဲ့ရလဲပါပါတယ်အမားမှန်ခွဲခြားတတ်သူအုံတိုင်းမဆုံးဖြတ်ပဲနဲ့အကွက်ကြကြစီစဉ်တတ်သူပါအခုတွေးရသွားပြီမဲ့ရောက်လာရင်ဘာတွေကြုံမှလဲပြန်ပြီးတော့တွေးပူရပြန်ပါတယ်တကားတော့မလိုက်တဲ့အချိန်မှာစိတ်ကပြန်ပြီးတော့ဒေါသထွက်ရပါတယ်အစင်းနဲ့ပြင်ထားပါလို့မှခဲ့ရနဲ့ခုံပေါ်မှာလက်ပိုက်ပြီးတော့အခန့်သားအိတ်နေနိုင်သေးတယ်ပြောလိုက်ရင်ကြောက်တယ်လို့နဲ့
အခုတော့အေးအေးဆေးဆေးနေနေတယ်စစ်တော့မေးစစ်တော့ထားစမ်းသူဆွဲလိုက်တဲ့အချိန်ကလောက်အားပါသွားလိမ့်မသိပါဘူးအကင်းပေါ်ပုံရံလေးကျသွားတယ်အလောက်မရွရွပေမဲ့အခုလိုဖြစ်သွားတော့စိတ်မကောင်းဖြစ်ပေမဲ့လည်းပြန်ချုပ်ဖို့စီစဉ်လည်းမရှိနေဘလို့မိန်းကလေးလေအစံတက်လောက်တာပါထမင်းစားမယ်လို့မထားရနဲ့အိတ်တောင်နေလိုက်သေးတယ်နေနားမကြလားဟမ်အဲ့ဒါလေးစိတ်ကုန်ပြောလိုက်ရင်ကောင်းငုတ်သွားတာအဲ့ညိနေအရမ်းမုံကောင်းတာပဲမိချက်တော့သူပိတ်អော်ပြလိုက်တယ်ဒီမျိုးနဲ့ဒီမိန်းကလေးနဲ့ဘယ်လိုများရှိစေရမှာလဲဘာမှမပြောရသေးရင်အရင်ကိုနေတတ်ပါတယ်ဒီပုံစံနဲ့ဘယ်လိုထမင်းလိုက်စားနေခဲ့တော့ဒီပဲယူလာလိုက်မယ်သူဘယ်လိုမှပြင်ခုံမထုံနိုင်မဖြစ်နိုင်လက်နောက်တစ်ပြေလုံးနေရဲတွနေရင်လူများမြင်ကိုကပဲအတင်းနှိမ့်ဆက်ထားတယ်လို့ထင်ကြအောင်မေးရေကျိုးဝတ်စားလေးထားလိုက်ပြန်လိုက်ငါစိတ်မတူချင်ဘူးနော်သူတတိပေးတယ်လို့လုပ်လိုက်ပြင်မဲ့အိုလို့တောင်ကောင်းကငုံလိုက်သေးတယ်မေးချက်တော့နားလေလားငါပြောတာရေချိုးဖို့နေအောင်မသိလို့အတန်တူတူလေးထွက်လာပါတယ်သူအံ့ဩတယ်လို့လမ်းကြည့်လိုက်တယ်သူကသာဇော့အော်ပြောနေခဲ့တာကိုယူထားတဲ့မိန်းကလေးက18နှစ်အရွယ်ဘာမှမမြင်ဘူးမတွေ့ဘူးတဲ့မိန်းကလေးဆိုတာမေ့နေခဲ့ပါတယ်စိတ်ထဲမှာတနာတယ်လို့ဖြစ်သွားတယ်ရေချိုးဖို့ဘယ်လိုလုပ်ရလဲအခန်းတကားဘယ်လိုဖွင့်ရလဲအကုန်ရှင်းပြပြောပြပြီးမှအပြုံထွက်လာခဲ့ရတယ်တေးစမ်းဖုံးထိတ်ခေါင်ကြီးမိန်းမရတာမဟုတ်ဘဲနဲ့ခလေးမွေးစားခဲ့ရတာပဲမင်းစစ်တော့မင်းထွက်မလာသေးဘူးလားအဲ့တော့ဒီနေ့ထမင်းစားရပါအောင်မလားစစ်တော့သူစကားတန်ပြောက်သွားပါတယ်တကားပွင့်ပြီးတော့ထွက်လာတဲ့အခါမှာမြင်လိုက်ရတဲ့မျက်နှာဖြူနုနုလေးလက်ဘူးပြုံဝဝင်းလေးနဲ့စံစားတချို့ရေဆိုနေတဲ့စပင်းကိုတတ်တည်ရင်ထွက်လာတဲ့ပူပူတေးသေးရိပ်လေးတစ်ခုကြောင့်သူမင်သက်သွားမိတာဝန်ခံပါတယ်ဒါမဲ့အဲ့လူကသူ့ဘဝကိုဇွတ်ထိုးမှကုန်ဖြစ်သွားအောင်ပြုတ်လိုက်တဲ့သူတွေဖြစ်နေပါသေးတယ်။ဘာလို့ကြားနေရလဲ။ပိုက်စာမားတွေဆိုမှမြင်မြင်လို့ဟုတ်ကိုကြီး။ဘာကြောင့်ဆိုတဲ့ဖြည့်ရှင်းချက်ဘယ်တော့မှမပြီး။အုပ်ဆိုတဲ့စကားတစ်ခုကပွဲသိမ့်မဲ့ဖြစ်ပါတယ်။ထမင်းစားတော့လေသူသာကုံလိုက်လို့ပြရတယ်။ဦးဆိုးတာတခြားသူတွေရဲ့မျက်လုံးကိုပါ။စက်တော့စီးတဲ့ကောင်းလေးတချို့စီတွေကိုဘဝမကြပါဘူး။အိမ်မရလို့မထင်လို့လား။ဘာကြောင့်မှမသိပေမဲ့အဲ့ဒီအချိန်မှာတော့သူမရဲ့ခင်ပွန်းဖြစ်တခြားသူတွေမြင်စေခြင်းမိတာအားကြောင့်လေသူမတွေးတတ်ပါဘူးသူစိတ်ထဲလုံးမကြစွာနဲ့မျက်နှာကိုတင်းထားမိတယ်တောမေပြီးပြီမလားဟုတ်သူဘာတွေဖြစ်နေလဲဆိုတာကိုယ်တိုင်မသိလိုက်ခင်ပါပဲသူမရဲ့လက်သေးသေးလေးတစ်ဖက်ကိုဆွဲမရင်နဲ့ထွက်လာခဲ့တယ်မျက်လုံးဖြူသားဖြစ်သွားတဲ့သူမကိုဘာမှပြန်မပြောဘဲနဲ့အဲလူတွေရှိမှအောင်နိုင်သူတွေနဲ့လမ်းလာခဲ့တာသူကိုယ်တိုင်ပဲသိပါတယ်အားကြတဲ့မျက်လုံးလေးအကြည့်ကိုသူသိတယ်တီးတိုးကြည့်ပြီးပြောနေကြတဲ့လူတချို့ကိုမမြင်ချင်အောင်ဆောင်ပြီးတော့ထွက်လာခဲ့ပါတော့တယ်မင်းနာတော့လေငါလုံးရှိသေးတယ်ကြားလာမေးချက်တော့ဟိုချက်တော့ကဗမာအေးရမှာလေကိုကြီးကြည့်အဲ့လိုအတူတူလေးလောက်လို့သူမကြိုက်တာအဲ့ရပေါ်မှာမအေးလို့သူကပဲသွားအိတ်ချင်တာလေသူကဆဆရရလိုက်လို့ပြီးနေရမှာလားစိတ်ကတူသွားပါတယ်မင်းကဗမာအိတ်ချင်လို့လေငါနဲ့တူတူကလေးမမင်းကအိတ်ချင်တာလားဟုတ်မဟုတ်ပါဘူးကိုကြီးချက်တော့အောက်မှာအိပ်ပါမယ်သူကရွယ်ပြောလိုက်ပြန်မယ်သူမကတော့အောက်မှာအိပ်ဖို့ပြင်နေတယ်စိုက်တယ်လို့သာလို့တော့ချက်တော့ရေကြာရင်ကအသက်တိုးဖို့ပဲရှိတယ်ချက်တော့ကိုကြီးကိုမရေတရေလန်းကြည့်တော့ဘာတွေလုပ်နေမှလည်းမသိချက်တော့လည်းလက်မကြည့်ရအောင်တော်ပါသေးရဲ့လို့တွေးလိုက်မိပါတယ်ကိုကြီးကြီးတစ်ချက်မှာပဲလူကပြန်ရခက်ပြီးတော့ဘာလို့မှမသိစိုးစိုးကကိုကြီးစိတ်ဆိုးသွားတာဖြစ်နိုင်ပါတယ်ချက်တော့ပြောတာဗမာအေးရမှလည်းတကယ်မသိလို့မိတာပါကိုကြီးနဲ့တူတူအိပ်ဖို့မဖြစ်နိုင်တာသိပေမဲ့အိပ်စရာတခြားများရှိမလားလို့မေးချင်ပေမဲ့အရေးဆိုစကဘာမှမပြောတတ်ပါဘူးအောက်မှာပဲအိပ်ဖို့ပြန်လိုက်တယ်အရာအရာတက်တာဝင်းပြောင်နေသေးတယ်အကိမရှိတာလွဲလို့စင်ပြေပါတယ်ခေါင်းနဲ့ဆောင်းပါးလေးတစ်ထည်ယူလိုက်တယ်ဒါဆိုအိပ်ဖို့ရေးစင်ပြေပါပြီဘိုက်ကလေးနေသေးတော့မအိပ်ချင်ပေမဲ့ဘာမှလုပ်စရာမရှိတဲ့အခါမှာအိပ်ဖို့ပဲပြင်ရမယ်အခန်းထဲမှာလူနှစ်ယောက်ပဲရှိပေမဲ့ဘာတမ်းမှမကြားရပါဘူးကိုယ်တန်းရှူတန်းအပင်ကျင်းနေသေးအောင်မမေမြောက်လည်းလွမ်းလိုက်တာချစ်တော့မရှိတော့မမေမြောက်တယောက်တည်းစင်ပြေစီခြင်းမိတယ်လွမ်းလာလို့မျက်ရည်တချို့လက်ခုံနဲ့ပုတ်တက်ရင်းနဲ့မမေမြောက်မှန်းကြော်လိုက်တယ်ဟာစက်တောင်ထိုးနေချစ်တော့သူခေါ်ပေမဲ့လည်းပြန်ထိုးမလာပါဘူးအကင်းမပါပဲနဲ့အကန်းကိုလန့်ဆင်ထားတဲ့စောင်းပါးလေးခြုံပြီးအိတ်နေတယ်
သူမကိုခုလိုမြင်ရတော့လေသူ့ရင်ထဲမှာမကောင်းသူကရွေပြောလိုက်တာကိုအတိမတ်ပြီးတော့အောက်မှာပဲအိတ်နေတယ်စစ်တော့ထအပေါ်လာလေစစ်တော့ဘလောက်ပဲကောမနူးလာတဲ့သူမကိုယ်တိုင်ပဲပွေးချပြီးတော့ဂရင်ပေါ်မှာတိတ်ပေးရပါတယ်တေးသေးကွလေးသူမကိုသူလန်းကြည့်မိပါတယ်ဒီမိန်းကလေးကိုသူဘလောက်ပဲစိတ်တင်ထားအရင်မုန်းနေတာလို့မဖြစ်မိပါဘူးအပြစ်မှသာသူ့ရုပ်ကိုတီးထားပေမဲ့ဘာမှမကြသေးတဲ့အတူရှိနေတဲ့အချိန်မှာသူတို့တူဆန်းဆန်းမခံစားရပါဘူးတတောင်တတာပဲရှိပါတယ်ဟန်နီနဲ့တူရှိစရာလို့မဟုတ်ပေနဲ့သူတို့အနောက်ရှက်လို့တော့မမြင်ပြီးတော့တာထူးဆန်းလာပါတယ်မျက်တောက်လေးရှက်ပြီးမိတ်ထားပေမဲ့ကော့ပြန်ပြီးစိတ်ဆိုးမထားပဲဒီတွေးနှကန်းလေးကကိုက်ဖြစ်ချင်စရာသူမျက်နှာပေါ်ကျနေတဲ့စပင်းလေးကိုတက်တင်ပေးနေထိန်ထားတဲ့ကြားနှကန်းလေးကိုပြီးကပ်လိုက်မိတယ်ဟာသူ့လည်းနေစားခွာလိုက်ရတယ်နှကန်းလေးကိုဘွားပဲကပ်လိုက်ပေမဲ့နွေးနူးအေးလေးဖြစ်နေတော့သူမလွန်ဆန်းနိုင်ပဲနဲ့သူမလေးကိုအတင်းနဲ့ဆိုင်မိပါတယ်ဟင်ကိုကြီးစစ်တော့ဘလို့ဖြစ်ဘာလဲမင်းအောက်မှာအေးနေလို့အပေါ်ခေါ်သိပ်ပေးထားတာလူအပြည့်စင်နေတော့တော့နိုးမဲ့ပုံမပေါ်လို့အာချီခဲ့ရလေအိတ်မယ်အလေးနားကျင်နေပြီဦးတူသူမကဘာကြောင့်မှမသိမျက်တောင်ရှိတွေပုတ်ခတ်ပြီးရောင်နာဖြစ်နေတယ်သူသာတကူးလူမိသလိုသူမကိုပိတ်ဟောက်ပေမဲ့တော်သေးတယ်သူမမသိလိုက်ခြင်းကိုဟာသူ့ကိုအတင်းတဝိတ်ပြီးဖက်နေတဲ့သူမကြောင့်ရည်ကျင်မိသွားပါတယ်အဲကုန်းပွင့်ထားတော့အေးနေတော့သူမအေးတာကြောင့်ဖြစ်မယ်သူတွန်းထုံမပြည့်ရပါဘူးဘိုးလိုတော်သူ့ရင်ခွင်နဲ့ဆွဲတင်လိုက်မိတယ်သူရမ်းဖက်လိုက်တော့လေအသက်ရှူချက်သလိုဖြစ်နေတဲ့သူမလေးဟိုတိတ်ကောင်အတွက်တော့ဒီညရှိကြပြီးမပြီးဆုံးချင်တဲ့ညတညပဲဖြစ်ပါလိမ့်မယ်မနေ့စောပိုင်းမန္တလေးရဲ့ကျုံးရည်ပင်ကငြိမ်သက်စွာတိတ်ဆိတ်နေတယ်သူအတွက်တော့ရင်မောမှုတွေနဲ့စတင်ရတော့မယ့်အရေးမှုစိတ်ထဲမှာနှုံထွေးနေပါတယ်စတော်တော့ဖြင့်မမြင်ဘူးတာကြောင့်အထူးဆန်းတပွဲလိုက်ကြည့်နေပါတယ်ဘဝမှာကိုယ့်ရဲ့အထိဝေးမသွားဘူးတဲ့စတော်အတွက်အခုလိုသွားရခြင်းကအထူးဆန်းတပွဲပါမမေများပါလာရင်ပိုတော့ကောင်းလိမ့်မယ်မမြင်ဘူးတဲ့ຢာတွေအရန်ကိုရှုပ်ထွေးနေတဲ့လမ်းတွေလူတွေအများကြီးနဲ့စီးလိုက်တန်းပုံစံမျိုးစုံနဲ့သွားလာနေကြပါတယ်စတော်အကြည့်တွေရက်တန့်သွားပါတယ်ကိုကြီးကဘာမှပြောပဲအောက်ဆင်းပြီးတော့ခြံတကားသွားဖွင့်နေပါတယ်ကိုကြီးနေတဲ့စီကိုရောက်ပြီးထင်ပါတယ်ဘာမှနားမလည်တဲ့စတော်ကကိုကြီးတော့ပို့လူပါတကားဖွင့်ပေးလို့ပြီးတော့ကားကိုတွဲနဲ့မဝင်ခဲ့ပေမဲ့ချက်ဝင်းကျိကတမျိုးတစ်ခုပါတဲမှာပန်းပင်တွေအများကြီးမို့အေးလေးခံစားနေရပါတယ်စတော်ကြိုင်နေစီပင်တွေလည်းရှိတာမို့အိုးသဘောကျနေမိပါတယ်အတန်မြင်ထွက်ပြီးအောင်သွားသူကစတော်ရေးပါလမ်းမှာလည်းတိုက်ကြီးတွေအမြင့်ကြီးမြင်ခဲ့ပေမဲ့အခုမြင်နေရတဲ့အရာကြီးဟာမိုခန်းသားစွာနဲ့အသက်ဝင်လွန်လာတယ်ရေကန်ပြားကြီးဟာပြားလေးစွာနဲ့ကျဲဝန်းလာပါတယ်အပြူအောင်တိုက်ကြီးဟာအိမ်ထနေပြီးတော့စတော်ဘုံမမြင်ဘူးတာကြောင့်အံ့ဩသွားရတယ်မင်းစင်းတော့ဟုတ်တကားပွင့်ပြီးတော့အတဲမှာမြင်လိုက်ရတာကအကန်းပြပြူဝင်းနေတဲ့ခန်းစီတွေကုံကြီးတွေအားစအပြူအောင်လေးကရက်တွေအများကြီးရဲ့ပုံမှာနေအပြူအောင်လိုက်ကာတွေပြေးပါအကုန်လုံးကခွေးလုံနေတယ်မင်းဟုတ်မင်းနေရမယ်ခံလီကားရဲ့ဘက်ဘက်ခန်းမှာနေရမယ်အပေါ်အကြောင်းမရှိဘဲနဲ့တက်မလာနဲ့ငါမကြိုက်ဘူးတခြားပြစ်စီတွေရှောက်ကင်လို့မရဘူးငါပြောတာနားထောင်ပြီးတေးချမှတ်ထားတော့နောက်တစ်ခုအရေးကြီးဆုံးကအိုဘီယိုဘောကကျွေးရုံနာအောင်မသွားနဲ့အဲ့ပြစ်စီကိုငါထိခိုက်မခံနိုင်ဘူးမင်းနားလို့ရဟုတ်ကိုကြီးပြောချင်တာတွေတရဇက်ပြောပြီးအပေါ်ကိုတက်သွားတော့စစ်တော်လေးပြောတဲ့ခန်းထဲဝင်ခဲ့လိုက်တယ်ခန်းထဲမှာလည်းလိုက်ကဖြူတွေပါပြီးတော့ခင်းရဖြူစောင်းနေရပဲဖြူရှိသမျှအရာတွေကလည်းဖြူပဲဖြစ်ပါတယ်ကိုကြီးကဖြူကြရန်တူတယ်ဂရင်မော်လေးချလိုက်တော့အကျော်တွေပြီးသွားတဲ့အောင်မှာဤဆက်နေတဲ့ခန်းစားမှုကဘာနဲ့မှမတူရုံးမှနေတဲ့သူတွေကတကယ်ပဲလူဖြစ်ရကြုံနဲ့တာလို့တွေးလိုက်မိပါတယ်ချစ်တော့မေးချစ်တော့ဟုတ်ထမင်းစားမလားခဏလေးလဲလိုက်မိတာဘယ်ချိန်ရောက်သွားလဲမသိခန်းပြေထွက်လာတော့ကိုရတန်းပြတ်ပြီးရေပင်ချိုးထားဟန်တူပါတယ်ထမင်းစားတဲ့နေရာလေချစ်တော့တို့အိမ်ဆောက်လို့ရလောက်တဲ့အထိကျဲဝန်းနေပါသေးတယ်အပြူအောင်ခုံနှင်းရှိပြီးမှတိုင်ဖို့ခုံပြပြလေးတွေတန်းချထားတယ်မင်းအမထိုင်မင်းကိုပြပြထားမယ်ထမင်းစားဖို့ကငါးတော့ဝယ်စားတယ်မင်းတခါတလေချက်စားချင်တော့ဒီနားမှာဈေးလေးရှိတယ်အခုခြံရှိရဆိုင်မှာလဲထမင်းဝယ်စားလို့ကောင်းတယ်
မင်းနောက်ကြတော့ထွက်ကြည့်ပေါ့ဟုတ်စစ်တော်ကိုရှင်းပြပေမဲ့မထွက်ရဲပါဘူးတခြားသူတွေနဲ့လည်းစကားမပြောရင်အမတကူကူပါသွားရင်စစ်တော်ကြောင့်ဒုက္ခရောက်မှာမလို့လားရွာမှာလူစစ်တော်ကြောင့်ဖြစ်တာလို့ပြောပြီးတော့ဆက်ဆံကြရင်စစ်တော်အရန်ကြောက်နေတယ်ရွာသူတွေမရှိတဲ့နေရာမို့တော်သေးတယ်လို့တွေးနေတော့ကိုကြီးကပြင်းသွားခိုင်းနေမသွားချင်ပါစစ်တော်ကိုကြောက်ရွံ့နေကြတဲ့သူတွေကိုမတွေ့ချင်မကြုံချင်မနက်ကိုငါနဲ့စိတ်ဆက်ထားတဲ့သူလိုက်လာလိမ့်မယ်ငါတို့အကြောင်းတွေကိုအကုန်ပြောပြထားတယ်ဟုတ်ကိုကြီးနဲ့စိတ်ဆက်ထားတဲ့သူလာမယ်ဆိုတော့စိုးရိမ်စိတ်ဝင်လာတယ်စစ်တော်ကိုမုန်းနေမှာပေါ့လေအန်နီလာမယ့်အကြောင်းပြောလိုက်ပေမဲ့ဘာမှတူတူကြကြဖြစ်မသွားတဲ့သူမကြောင့်ဘုံတိတ်ကောင်သူမကိုလမ်းကြည့်တော့ထမင်းတောင်ငုံစားနေတယ်အမေပြောသလိုစစ်တော်ကခလေးတက်တာလေးပါဆိုတာဟုတ်နေတာပဲသူကြိုက်ရကျိုးဆွဲနိုင်လို့တော်သေးတယ်တကောင်မလေးသူ့စကားကိုဘာမဆိုလိုက်နာပါတယ်အန်နီလာလည်းဘာမှရှုံမရှိနိုင်အနေတော့သူစိတ်သက်သာရသွားတယ်ချစ်တော်စေးလိုက်မယ်ကိုကြီးတဘောစားပြီးသားပကံလေးစိမ့်နေကိုကြီးအတွက်ဒီပါကူစီးလိုက်တယ်ချစ်တော်အတွက်ဒါရီကအမြဲလုံနေကြပါတမင်းချက်ဖို့တော့ချစ်တော်မလုပ်တတ်တဲ့ချစ်စည်းရမလို့မေးလည်းမမေးရလို့သာတမင်းစားပြီးကိုကြီးကပေါ်တက်သွားတော့ချစ်တော်ကချန်နေဆင်းလာလိုက်တယ်မျိုးရသူတွေကခုလိုပဲတိတ်ဆိတ်နေသလားစိုးစိုးတွေးခဲ့တဲ့လူတွေအတန်မကြားရလမ်းနေများဝင်းနေလို့လားအိုးပြင်ပတ်မှာတကားဖိထားလို့လည်းဖြစ်နိုင်ပါတယ်ကျန်တဲ့မှာဗမ်းမင်လေးတွေများလာတယ်ရေကမ်းမရတန်းလေးမှာထိုင်နေရေချိုးစင်တဲ့စိတ်တွေကတဖွာဖွာပါခဏနားပြီးမှအခန်းပြန်ပြီးရေချိုးတော့မယ်အခုတော့ပြားလေးလေးရေကမ်းသူမကိုဆွဲဆောင်နေပါတယ်မေးချက်တော့ဟုတ်ငါမင်းကိုလိုက်ရှာနေတာမနေ့ကလင်မယားနဲ့ရောက်လာလိမ့်မယ်မိမထမင်းချက်တန်းရှိပေါ့ယောက်ျားတော့ချမ်းဆောင်မှုမနေ့မင်းသူတို့ကိုထွက်ခေါ်ထားပြီးတော့ငါဟန်နီကိုသွားကြည့်မှမလို့ဟုတ်မနေ့မိုးလေးနဲ့ကကိုကြီးကျင်းထွက်သွားတယ်လူနှစ်ယောက်လာမယ်ပြောထားတော့စစ်တော်ကတကားစီအတန်သာနာဆွနေပါတော့တယ်ဆရာဖုံးတက်ကောင်ခေါ်ထားလို့ညီမလေးစစ်တော်ခေါင်းသာညှိပြပြီးတကားဖွင့်ပေးလိုက်တယ်ဘာမှလည်းမပြောတဲ့ဘာပြောရမှန်းလည်းမသိညီမလေးကဒီမနေရလားအရင်ကမမြင်ဘူးလို့လေအမားတို့လည်းများဆရာအတွက်ခုလိုပဲမြဲလာနေကြစစ်တော်ပြုံးပြီးတာခေါင်းညှိပြလိုက်မိတယ်စကားတွေမမားချင်လို့သာအမတော်တော်သက်ပါတယ်မင်္ဂလိစမှုပြောတာလည်းဖြစ်နိုင်တယ်စစ်တော်ခန်းထဲပြန်ဝင်ခဲ့လိုက်တယ်သူတို့ကလှုပ်ရှားရှိရလုံနေကြပါပြီအရင်ကလာပူတဲ့သူတွေမို့ထင်ပါတယ်မိမိမြောက်ကိုတတိယလိုက်တာတိတ်ဆိတ်လွန်လာတဲ့ခန်းကြီးကလည်းအတီးကျန်လွန်လာတယ်မိမိမြောက်ငူနေမလားတွေးနဲ့မျက်ရည်ကျလာတယ်စစ်တော်အပြင်ထွက်ခဲ့အောင်ဟုတ်ကိုကြီးစစ်တော်ခန်းပြင်ထွက်ခဲ့တယ်ကိုကြီးပြန်လာတဲ့တော့မကြားလိုက်မမေမြောက်ကြောင်တွေးနေတော့တမ်းမမကြားလိုက်ကိုရရှိရနေသွားတော့နောက်ကနေခရွရွလေးလိုက်ပါလာတယ်သူပဲကိုကြီးခြေစုံရက်သွားပြီးတန်းကြမှာစစ်တော်ကောင်းမလိုက်မိတယ်တွေးရတဲ့မင်္ဂလိကကိုကြီးတို့ရွှဲပါလာလိုက်တာလို့တွေးလိုက်မိပါတယ်ကိုကြီးနေတူအကြည့်ကိုပြတ်မကြည့်နိုင်တော့အောင်ထွန်းဖောင်းကြည့်နေတယ်လို့ခံစားရပြီးတော့ခေါင်းကလိုလိုငုံမိတဲ့ဖြစ်နေမိပါတယ်အန်ဒီလိုက်မှညီမလေးစီလင်လုံးနဲ့အတန်းပဲရွာလူတွေကိုကြည့်မျိုးလဲမဟုတ်အေးချမ်းနေတယ်လို့ကမ်းပေးလာတဲ့လက်တစ်ဖက်ကိုစစ်တော်လန့်ကြည့်လိုက်တော့လက်သိမ်းရှိလေးတွေကညညာစွာလှပနေတယ်ဒါထိုင်လေးမချစ်တော့မမလာလာလေးလက်ကိုရဆွဲယူပြီးတော့အတူတူထိုင်လိုက်တယ်စစ်တော်သာအူတူတူနဲ့ကိုင်းညုတ်ပြရခုံမှဝင်ထိုင်လိုက်တယ်ဒါကိုပြောထားတဲ့ချစ်သူဆိုတာပဲမကြခင်လက်ထက်တော်မယ်လို့ပြောထားတဲ့တယောက်ပေါ့ဟုတ်ကိုကြီးမမဘက်ကိုလန့်ကြည့်တော့စစ်တော်ကိုစိုက်ကြည့်နေတာမို့မျက်လွှာချလိုက်ရတယ်ပိုပြီးနေရာခက်တယ်လို့ခံစားလာရတယ်အရင်ကတယောက်တည်းမြင်ရတာတော့တော်တော်ကြောက်မိနေပါတယ်ဆိုမှအခုနှစ်ယောက်ဆိုတော့လူကပြကြတော့မတဲခံစားရတယ်အန်ဒီကတော့ဘာမှပြောစရာမရှိပေမဲ့ဟန်ဒီတိုင်းဝိုင်းဘက်မှာကိုရဲ့ခုချိန်တွေကိုထပ်မပြောနိုင်ဘူးတနေ့ဟန်ဒီတို့လက်ထက်ဖြစ်ရင်တော့အခုကိစ္စတွေကိုရှင်းလင်းထားစေချင်တယ်အဲ့ဒါမို့လဲ၃ယောက်စုံပြီးရှင်းချင်လို့ပါကိုပါပြောချင်တယ်မလီဘက်ကဟောစစ်တော့ခေါင်းငုံထားမိတယ်တေချာပြောရရင်အမမပြောတဲ့စကားကိုနားမလည်သလိုဘာဖြစ်စင်လဲတကယ်မသိပါဘူးသူကကိုလိုဖြစ်စေချင်တယ်လို့ပဲသူဘာမှမသိဘူးအဲ့တော့တေချာအေးဆေးစဉ်းစားကြတာပေါ့အခုတော့ဟန်ဒီလေးရောက်စားဆိုတော့နားလည်ဘူးလေနောက်မှဆက်ပြောကြတာပေါ့အမဒါဆိုလေခုသဘောလေးမမနေရမှာလေဒါကိုလိုက်ပြမယ်အန်ဒီအိမ်မင်းကလေးရှိမှမို့ပို့ပြီးတော့ကိုရင်ဝင်နေဝင်ကနင်းွယ်လေးပြောလိုက်တယ်သူရှိမှဖျက်လျှောက်လိုက်တဲ့အချိန်လမ်းကြည့်လိုက်ပြန်မယ်သူမရဲ့မျက်လုံးထဲမှာဘာရဲ့ရောင်မှမတွေ့
ကိုပေါ်စိတ်ရိုက်နေရလေမတွေ့ရဘဲနဲ့ပကတိဖြူရောင်နေပါကိုတို့ဘယ်တော့ကွာရှုံမှုပြောမှလဲချိန်ဆွဲထားဖို့မကောင်းတော့အင်းပါကိုနားလေပါတယ်အခုကအမြဲကြီးလို့မရသေးဘူးလေသူကကိုပြောခုရတယ်မမေအတွက်ငဲ့နေလို့မမေကသူ့ကိုတိတ်ချက်တာအဲ့ဒါကြောင့်လေကိုပြောဖို့တွန့်ဆုတ်နေတာပါအင်းမအန်ဒီနားလေပါတယ်ဒါမဲ့နှစ်ဖက်လုံးအတွက်အမြဲပြောလိုက်တာတော့ပိုကောင်းမယ်ကိုအင်းမဟန်နီရဲ့နောင်ဒီခဲမေးကိုကဘေးခဲမှာသူတကားဖွင့်ပြီးတော့ဟန်နီကိုဝင်စေလိုက်တယ်ကိုနဲ့တူတူလိုက်နေပဲလေမဖြစ်ဘူးလေဟန်နီရဲ့ချက်တော့ဘာမှဖြစ်ပေမဲ့အပြင်လူနှစ်ယောက်ကရှိသေးတယ်ကိုရိုးစင်ချင်မှဖြစ်မယ်ဟန်နီတော့ပါနော်မအဲ့ဒါဆိုလေသူနှမိုးပြေကိုဘဘလေးနမ်းပြီးတော့အောက်ကိုဆင်းခဲ့လိုက်တယ်ချက်တော့ဟုတ်မေတို့လည်းလာအောင်ကိုရောခေါ်ခဲ့အောင်ပြောစရာရှိလို့ဟုတ်ကဲ့ကိုနဲ့မအေးသူကမေးချက်တော့မင်းလည်းမှတ်ထားနော်တမင်းချက်ဖို့မအေးရတောင်းယူမယ်ကိုကချန်တဲ့တိုင်ရှင်မို့တောင်းယူမယ်မင်းလိုအပ်တာရှင်သူတို့ပြောဖို့ဟုတ်ကိုတို့လည်းမြောက်မှားထားအောင်မယ်စောနာမျိုးသမီးကကျွန်တော်လည်းထက်မဲ့သူအန်ဒီလိုင်းနဲ့တေချာလေးကြည့်ဆိုင်ပြပါဦးအပ်ပါတယ်ဟုတ်ကဲ့ပါတတိမာစရာတွေတစ်ခုပြီးတစ်ခုမှနေပေမဲ့သူမလေးကိုလမ်းကြည့်တဲ့အခါဘာမှကြိုးကြမှုမရှိမျက်လွှာလေးချထားပုံကအေးဆေးစွာအန်ဒီကသူလည်းထက်မဲ့သူပါလို့ထည့်ပြောလိုက်တာတော့ဘာမှမသက်ဆိုင်သလိုလက်ရှိမိန်းကလေးကသွေးအေးနေပါတယ်ကိုဘာလုပ်နေရလဲအော်ဟန်ဒီလာလီကိုခန်းလေးလာလို့ရတာတေချာရဲ့လားကိုရပါတယ်လားကိုကအပြင်သွားရအောင်လားခေါ်လို့မလို့ရွဲသလိုပြောနေတဲ့ဟန်နီစကားကိုရှောင်လွှဲပြီးတော့အပြင်သွားဖို့လမ်းကြောင်းလွှဲလိုက်တယ်ရှင်ကလေးတိုးဝင်လာတဲ့အခါအလိုက်တင်းပွေးလိုက်ပေမဲ့အေးဆက်နေတယ်လို့ပါလွေးဤတဲ့အထီးတွေလေးကချားနာလိုနေပါပြီအပြင်မှာနေရောက်တူညစာထွက်စားကြကားပတ်မောင်မီပြန်လာတဲ့အခါကိုကတကားလောက်ဝင်ပေးပါတယ်သူမလေးရဲ့ပေါ်ရိတ်ကညပိုင်းမို့ထင်ပါရဲ့မတွေ့ရပါဘူးစားပြီးသွားလားမအေးပါများချက်ပါတယ်အဲ့လိုတွေးပြီးတော့ပြုံးကျင်သွားပါတယ်ကိုနိုင်ဟန်နီကိုနိုင်ပါကိုကပပရောက်လာတဲ့နှကန်းကိုသူမရှောင်လိုက်ပေမဲ့ပြန်တော့မနှမ်းမိလိုက်ပါဘူးခန်းထဲဝင်ခဲ့ပေမဲ့အဲ့လိုမပြောပုံမှန်အိမ်နေကြကလေးကခုမှပိုးကျနေတယ်လို့သူအိမ်မပြောလို့စုပ်တက်လိုက်ပါတယ်ရေဘူးရရေကိုမောတောက်ပြီးတော့ကရင်ပေါ်ပြန်တက်ကဆောင်းအိတ်တယ်မောက်အိတ်တယ်ဘလုံးဝအိတ်လို့မရတေးကြတယ်ကိုညာအိတ်လို့ရမှာမဟုတ်သူခန်းထဲခြေပွားနေလိုက်ပါတယ်မိန်ပြပြညာမီးအောင်မှမြင်နေရတဲ့သူမလေးကိုယ့်အိမ်ထဲမှာမင်းခြေပွားနေပြီးလေကလေးတွေကိုကြော်ခွလာပြီးတော့သူမခန်းထဲတကူတယောက်လိုတော့ပုံနဲ့ခြေချလိုက်တယ်သူ့ဖြစ်ကရေးစရာသူ့အတွက်ဘာကြောင့်များသူမလေးကဆွဲဆောင်ထားရတယ်မသိကရင်ပေါ်အတမ်းမကြောင်ခြေပွားနေပြီးတော့ဆောင်လေးတိုးဝင်လိုက်ပါတယ်သူအတန်ထွက်ရင်းမိပြန်ပါတယ်ကိုယ်စိတ်ဒီမနှိုးသေးတဲ့သူမလေးနှိမ့်ချိုက်စွာအိပ်ပျော်နေပါတယ်ဘသူ့ကိုစိတ်ဆိုးလို့များနှကဲဘူးလေးကစူတော်တော်ဖြစ်နေနေမသိသူပပလေးထိလိုက်ပြီးတော့မျက်ခုံလေးနာဖျားလေးပြီးရင်မျက်တောင်ကော်လေးတွေကိုစိတ်လိုတိုင်းနှမ်းမိပါတယ်ကိုကြီးအိတ်နေပေါ့ဟုတ်ကိုရပါလို့လေမိမနဲ့လာရတာပေါ့သူရဲတင်းစွာပြောဖြစ်ပြီးတော့စစ်တော်ကိုတင်ချုံဖတ်လိုက်တယ်ကိုကြီးသူစကားတွေပြောဝေမပြေတော့ပါဘူးအိုတူတူသူမလေးကတော့သူ့စိတ်ကိုသိမယ်မတယ်အရင်ကမားခဲ့တာအရက်မူးနေလို့ဆိုရင်အခုကအချက်မူးနေတာပါမေဖုန်းထက်ကောင်တန်လေးကြောင့်လက်နူသွားတယ်သူ့ရင်ဝင်ကသူမလေးကရှောင်းပြီးငိုနေပုံရပါတယ်ဘလို့အိမ်မက်မျိုးလဲသူမသိပေမဲ့အရက်ဝန်းနေပုံရပါတယ်ညဝန်းတော့ဆိုတာမျက်ရည်လေးစီးစားလာပုံထောက်ရင်တော့အမှန်ဝန်းနေစရာအိမ်မက်တစ်ခုဖြစ်နိုင်ပါတယ်သူရင်ဝင်ထဲကိုဆွဲသွင်းပြီးတော့ပပလေးနှစ်ခုပြုံလမ်းရှိုက်ပေးလိုက်တယ်ဘာလို့လဲမသိပေမဲ့သူမလေးကတော့အခုချိန်ဝမ်းမနေစီချင်ပါဘူးသူကြောင့်လည်းပဲစိတ်ပင်ပန်းစရာတွေများနေပြီလေဘဝနာရီကိုကြည့်လိုက်တော့၄နာရီသူမလေးကိုမနှုတ်ရပါဘူးဒါကြောင့်ကိုယ်ခန်းစီထွက်လာခဲ့လိုက်တယ်ကိုမထသေးဘူးလားကိုအနီးတန်ကြပေမဲ့လူကမထခြင်းသည်ညာတော့ချက်တော်ခန်းနေပြန်လာပြီးတော့တော်တော်နဲ့ပြန်အိမ်လို့မရအတွေးပေါင်းစုံကြောင့်အခုလူကနှုံးချနေတယ်လာပြန်နီကိုရဲ့အနီဆော့ဆော့ကလာနှိုးသေးတယ်မရလို့ပြန်ခဲ့တာကြည့်ပါစိတ်နိုင်တော့ထိုးနေပြီဟာဟုတ်တာပဲသူချေကိုကြည့်လိုက်တော့နေ့လေပဲရောက်တော့မေ sorry အနီမနေ့စောစားပြီးပြီလားကိုအိပ်ပျော်သွားတာမစားသေးပါဘူးနော်ကိုကိုစောင့်နေရလေဘိုက်ထဲမှာတော်မြင်နေပြီတိလားဘိုက်လေးကိုပုတ်ပြနေတဲ့ဟန်နီကိုတောင်းမှန်တယ်လို့လမ်းကြည့်ပြီးတော့
အေးချိုးကန်နဲ့တော်တော်သွားဝင်နေလိုက်တယ်။သူမလေးရောစားများစားပြီးလားမသိ။တန်ရှင်းလေးမြန်လုပ်ပြီးတော့စပွဲရှိအောင်ဆင်းကန်လိုက်တယ်။အော်မအေးဘာတွေပြတ်ထားပြီလဲ။ကျွန်တော်မနေ့ကဘာမှလေးသိကြမမှလည်းရအောင်။ဟုတ်စီယာ။နှက်ကော်ဖီနဲ့ပမိုးကျုပ်ကြော်တယ်။အခုမမလေးကဘာကြိုက်လဲမသိလို့ဆရာကြိုက်တိုင်းပဲပမိုးကျုပ်ကြော်ယူလေးနေနေထည့်ကြုံပေးကြတယ်။ရတယ်။ဒီနေ့တော့ခုတိုင်းပဲစားလိုက်ရုံပေါ့။အနေစင်ပြေရလား။အပြင်တော်စားချင်လား။ရတယ်ကိုအဆင်ပြေပါတယ်။တကူကူဆိုသူ့သဘောတိုင်းလိုက်ညှိတတ်တာလန်နီရဲ့ကျွမ်းကျင်မှုပါစိတ်သဘောကိုတော်ရုံနဲ့မပြတတ်သူ့ကြိုက်တိုင်းမှာအော်မေးဟိုတယောက်ချက်တော့ပါစားပြီးသွားပြီအမလီကမွေးငါးစားစင်နေပြုံးလို့လမ်းထိပ်ဆိုင်ရာသွားဝယ်ပေးလိုက်တဲ့ဆရာတက်ရလားမအေးရုပ်သီးရအများကြီးမကျွေးနဲ့သူလိုအပ်တာမေးကြည့်ပြီးဝယ်ပေးလိုက်သူကခုမှမြို့ရောက်ဘူးလားလေရော့သူ့အတွက်ကောရင်ချက်စရာတပါကောင်းတယ်လို့စီစဉ်ဟုတ်ကဲ့ဆရာသူငွေတက်ထပ်ပေးလိုက်တယ်မေးတို့လည်းများသူမယုံကြည်စရာမရှိသူပြန်လာတိုင်းသူတို့လည်းများသာအမြဲခွတ်တတ်တယ်ဟန်နီစင်ပြေရလားတိတ်မကြိုက်တယ်လို့ပဲရတယ်ကိုစင်ပြေတယ်အန်နီမျက်နှာကိုပြန်တင်းလိုက်ရတယ်စပွဲမှာစားထိုင်နေရအဲ့ချစ်တော်ဆိုတဲ့ကောင်မလေးကိုပဲမင်းနေပြုံးနေရကြောင်းမိမချင်းမို့ဝင်တိုးမိတာအမှန်ပါသူမှလူယူလိုက်ရအောင်လေတိတ်နှောင်ညံ့ပြင်းလို့နေမိမမဟုတ်ဒါမဲ့မိမတို့တဘာဝအတိုင်းကိုချစ်သူကိုလက်ထက်မဲ့သူကတခြားမိမလိုရင်ကိုရွှွှွှဝင်အောင်မေးပြီးဖြည့်ဆည်းပေးတာမျိုးတော့ဟန်နီဝင်တုံမိပါတယ်ဟန်နီခဏနေကိုမျိုးတွေသွားစရာရှိတယ်လိုက်ချင်လားအိမ်ထဲမှာပြင်းနေမှာပေါ့ဘုံတက်ကောင်စကားစားလိုက်ရပါတယ်ဟန်နီကိုတွဲလာတာကြောင့်ဖြစ်တာကြောင့်သူအရေးကဲခတ်မိပါတယ်ဆိုင်တန်လန်ချက်တော်အကြောင်းပြောလိုက်တာကြောင့်မျက်နှာတစ်မျိုးပြောင်းသွားတာပါမလိုက်တော့ကိုဒီနေ့နားအောင်မယ်ဒေးလဲရောက်ပြီလေအညာသေးချပြောရအောင်မယ်မောင်လေးကိုလည်းချော့ရအောင်ပါဒီကိုရမ်းလိုက်ချင်နေတာမခေါ်ခဲ့တော့စိတ်ကောက်နေမှလीဟုတ်ပြီကိုစောပြီးတော့ပြန်ခဲ့ပြီသူစကားစားဖြတ်ပြီးဆက်စားနေလိုက်တယ်အန်ဒီကလည်းကိုတွေးနေကိုပါချစ်တော်ဆိုတဲ့မိန်းကလေးကိုတေချာလေးလာပြီးမေးကြည့်ရမယ်အခုအချိန်ကြီးကကို့အပိုင်မဟုတ်သေးချစ်တော်ဆိုတဲ့မိန်းကလေးအပိုင်သာသူကအခုအချိန်ကြီးမှာတွေးအေးစွာစဉ်းစားရမယ်ဘာမှလို့တကြည်လုံးလို့မဖြစ်မယငယ်လေးဖြစ်မခံနိုင်အမချစ်တော်ကိုတွေးမိလားယင်ဟိုမတွေ့ဘူးမမလေးအခန်းထဲမှာထင်နေမေးခေါ်ပေးရမယ်။အန်ဒီချစ်တော်ကိုတွေ့ရမှာလေကိုထွက်သွားတာကြောင့်သူ့ရဲ့ချီကြီးနေပေမဲ့သူကပေါ်မလာတော့မအေးကိုမိလိုက်တယ်။အော်ရတယ်မအန်ဒီပဲသူ့ခံကိုသွားလိုက်မယ်။တယောက်တည်းဆိုတော့ပြင်းလို့လေစကားလေးပါလေးပြောစင်လို့ကို့ရဲ့ချင်းကြောင့်မအေးရကိုဆိုရင်အလေးထားမှသိသိတာပေါ့။လူဆိုတာစကားကိုလှအောင်ပြောတတ်ရင်တိတ်ထင်ကြီးကြမှဟန်ဒီသိပါတယ်။ချစ်တော်ညီမလေးအမဟန်နီပါဟိုအဲ့ဒီရဲ့ထင်နေတာအမလေးပြင်းလို့လေစကားလေးပြောရအောင်ကိုလည်းပြင်သွားတော့တယောက်တည်းဖြစ်နေလို့သူစကားကိုမနာရဲပြောလိုက်ပြင်မဲ့တကားလောက်ဖွင့်ပေးတယ်သူမတော့အော်တယ်လို့ပုံစံလေးနဲ့တကားဖွင့်ပေးတယ်အမဆက်စုသလိုများဖြစ်သွားလိုက်ညီမလေးစစ်တော်အနေနဲ့အဲ့လောက်ပဲပြောပြီးခေါင်းငုံထားမိတယ်အမဟန်နီလာတော့အရန်လန့်သွားတာမှန်ပါကြောက်စိတ်ပဲကြီးစိုးနေတယ်ကိုရီးယားတယောက်တည်းနေတတ်တဲ့သူမို့အပြင်ကိုအကြောင်းမရှိရင်မထွက်ရဲ့စကားလေးသိမပြောတတ်တော့အမဖြစ်မှာအရင်စိုးရိမ်မိပါတယ်အမတောင်ကြီးရလေဇာတိမျိုးလိုတောင်ပြောလို့ရတယ်စစ်တော်ရင်မောင်လေးတယောက်လေးရှိတယ်သူကတိတ်ဆူတာစစ်တော်လိုမလိမ့်ပါဘူးသူစကားကိုစပင်မဲ့ဒီကောင်မလေးကလှုပ်တောင်မလို့ပြုံးပြုံးလေးနဲ့ပဲနားထောင်နေတယ်ဒီနေ့တော့ဒီလောက်ပဲစားသွေးထားလိုက်မယ်သူအတင်းကျပ်ကြီးလည်းမလုပ်ချင်ပါဘူးသူစိတ်ကိုသိနိုင်ဖို့အချိန်ပေးရမယ်ဆိုတာသိတယ်အမဟန်ကြီးပြန်ထွက်တော့မှစစ်သုံးမှာတက်ရှူချောင်းသွားတယ်လို့တယောက်တည်းနေတဲ့အချိန်ဆိုတော့မမေမြောက်ကိုလွမ်းတာပေါ့နေစီပန်းကင်းယူရောဘယ်အချိန်မှပြင်ရမယ်ဆိုတာမသိပေမဲ့စစ်သုံးတီမှာတကယ်မပြောတာပါသူဝန်တီးလိုက်တော့ကိုကတလားလောက်ဝင်ပြီးတယ်အော်ဒီကိုအောက်ကိုဝင်တော့လေကားပေါ်ကနေဟန်နီဆင်းလာတာကိုတွေ့ပါတယ်သူလာနေတာတွေ့တော့လန်ပြချိန်သူပြုံးပြလိုက်တယ်ကိုချိန်နေဘလို့လဲစင်ပြေတယ်နီအလောက်ကရေးကြီးသွားစရာကြောင့်မလို့ပါအခုကစင်ပြေသွားပြီသူတို့ရဲ့အိမ်ထဲဝင်တော့မအေးပါအထဲလိုက်ဝင်လာတာတွေ့ပါတယ်မအေးတို့လည်းမြအပြင်ကအိမ်နောက်ဘက်ကိုယ်တော်ထဲမှာနေကြတယ်ကိုကခြံထဲမှာအမြဲလုံးရှုပ်နေတတ်တဲ့သူမို့အိမ်ကိုလည်းသိမလားမအေးကလည်းချက်ပြုတ်ချိန်နဲ့စားတောက်ချိန်အိမ်တရှိလှုပ်ချိန်လောက်သာလာတတ်ပါတယ်မအေးညနေစာကိုကျွန်တော်တို့ပြင်မာပြီးစားလိုက်တော့မယ်ဟန်ဒီလည်းပြင်းနေတာဆိုတော့ဟုတ်ကဲ့ဆရာအနီပြင်သွားရအောင်ပြင်ထားလိုက်ကိုစစ်တော့ကိုသွားပြောလိုက်အောင်
ကိုထင်တာစက်သုံးမပါပဲနှစ်ယောက်သေးသွားမယ်ထင်တာကိုရဲ့ပြောကအောင်သက်သက်ဖြစ်သွားတာမှန်ပြန်ပြောရင်လည်းစကားများဖို့ပဲဖြစ်မယ်ကိုကဟန်နီပေါ်ဆိုရင်အမြဲနိုင်ယူတတ်တယ်အခုလည်းမထင်မှတ်ပဲနဲ့အိမ်အောင်ကျသွားတာကိုသဘောထားကြီးစွာနဲ့ကွာရှင်းလိုက်ရင်ပြီးတာပဲလေလို့တွေးထားပေမဲ့ကိုပုံစံအန်ဒီဖြစ်စေချင်တယ်လို့လည်းဖြစ်မနေအန်ဒီစိတ်ချနေစွာမှန်ထဲမှာလေ့ကြည့်လိုက်တယ်ပြီးပြည့်စုံတာထပ်ပို့နေပါတယ်ငါးပေ6လက်မအရက်ကဝါညင်းညက်အသားရည်နဲ့မိန်းမတယောက်ရှိတဲ့ခန္ဓာကိုယ်အကျိုးစားဝက်စားတမှုကအမြဲတမ်းခေတ်ဆန်စွာအခုလဲဆွဲသားချက်ကောင်ဝင်ရဒူပုံးရုံအောက်ပြပြီးခွဲကြောင့်ခြေသလုံးဝင်းကရင်ခုန်ခြင်းစရာလိုင်းတို့တပွဲသပင်ကောက်ကလည်းသူ့ရဲ့မျက်နှာစာနဲ့လိုက်ပတ်လုံပါတယ်နောက်ဆုံးအနေနဲ့လဲပတ်ကြည့်ရင်နှကန်းစီကိုထပ်ဖြီးကစိတ်ချနေစွာနဲ့ပြုံးလိုက်တယ်အခုလောက်ဆိုရင်စက်တော်ဆိုတဲ့ဦးကြောင်ကြောင်မင်းကလေးထက်တာမှာတော့အသေးချပါကိုအနေစင်သက်ဖြစ်ပြီးအင်းသွားမယ်တုံတီတီပြေနဲ့မောင်ကုတ်နေတဲ့ကိုမျက်နှာကြောင့်စဉ်းစားမြဖြစ်သွားတယ်ကိုစက်တော်ရောရှေ့ကနေကားစီကိုတန်းသွားနေတဲ့ကိုကြောင့်နောက်လေးကြည့်ပြီးပြေးလိုက်လာတယ်မလိုက်ချင်လို့နေမှာပေါ့မလိုက်လို့ရလာတယ်လေဟောဒါကြောင့်မို့လေလှလိုက်တာလို့ရှုံဖောက်တန်တော့မစားရသုံးမုံနေတာသူမကြောင့်မို့လေကိုမသာကိုမျက်လုံးထဲမှာအဲ့မိန်းကလေးနဲ့ရှင်တာချင်နေတာကိုကတော့သူမမလိုက်လာတာကြောင့်စိတ်တူနေခဲ့တယ်တဲ့ရှုံးလိုက်စမ်းမဟန်နေလိုက်ရင်သိဟဲ့အင်းအပို့လူတွေစားတော့စားရောက်တော့လေကိုစီကအတမ်းမကြရကျုံပေးမှာခဏထိုင်တော့လေကိုပုံစံကစိတ်နဲ့တူနဲ့မကန်အဲ့ဒါကြောင့်စောစီးစွာပဲပြန်ခဲ့လိုက်ပါတယ်ကိုဟန်နီထဲဝင်တော့မယ်နော်အင်းမဟန်နီအိတ်တော်နော်ဒီနေ့ညအိမ်ပြောထားတဲ့ဒေးတို့နဲ့ဖုန်းပြောမောင်လေးနဲ့ပါပြောနေညနေပင်မဲ့ဟန်နီအိမ်မပြောသေးဘာလဲကွာကိုစီဖုန်းဆက်အခန်းချင်းကပ်ပင်မဲ့လေဖုန်းလေးမဆက်ချင်တာကြောင့်ဒီတိုင်းပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုပြောလဲမတက်နိုင်တော့တကားဝင်ပြီးထွက်ဖို့ခြေလမ်းပြန်လိုက်တဲ့အခါမှာလေကားရင်မှာရောင်နေနေလုံနေတဲ့ကိုရင်ရှေးလျှောက်လိုက်နောက်လျှောက်လိုက်လုံရင်းနဲ့ဘယ်ဘက်ကချက်တော်အခန်းကိုလန်းလန်းကြည့်နေတယ်အန်ဒီကိုရဲ့ပုံစံကြောင့်အခန်းတကားကိုအသာဟပြီးစောင့်ကြည့်နေလိုက်တယ်အမလေးအတန်တူတူလေးပါထွက်သွားလိုက်မိတာကိုကတော့ကြားဟန်တော့မတူချက်တော်အခန်းကိုတော့ပဲဖွင့်ပြီးတော့ဝင်သွားတယ်ဘာလဲဘာရီလဲကိုရိုမြောက်ကအခုဘာရီလဲပြောတော့ကွာရှင်းမှာပါခဏစောင့်ပါလို့ပြောရသူကအခုဘာလို့ရက်ကိုလုံးလိုက်တာလဲအန်နီမယုံနိုင်ခြင်းများစွာနဲ့နေရီတောင်စီးချလာပါတယ်ကိုမှမပြတ်သားနိုင်တဲ့သူမို့စစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာအလုံးကိုလွတ်ချထားခဲ့ပြီးဖြစ်ပါတယ်ဒါအပြင်ကိုရဲ့လောက်ရက်ကဟန်နီပေါ်ရက်ဆက်လုံးပါတယ်အန်နီဆိုရမိမလူကျင်တော်ပဲအမြင်ရခဲ့တဲ့သူကိုတယောက်တည်းပဲရှော့ပေးခဲ့တဲ့သူကိုကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာအဲ့လိုမိမအခုချစ်တော်စုတွေဦးကြောင်ကြောင်မိမနဲ့မှရှင်းရမယ်ဆိုရင်အခုလောက်ရက်ကအတော်ထက်စည်းဆန်နေပါပြီအခန်းထဲသူရောက်လာတော့သူမလေးကမအိပ်သေးအင်းဘာလုပ်နေရလဲမအိပ်ပဲနဲ့ညနေနေပြီသူမလာတာမြန်လိုက်တဲ့ဟာလှလှရှာရှာဖြစ်သွားပြီးတော့မျက်လွန်ကျသွားတယ်ချစ်တော်သူချစ်တော်ကိုလေးကိုဆွဲလွှဲလိုက်တဲ့အချိန်မှာမဲရီဝိုင်းသားဖြစ်နေတဲ့သူမကြောင့်စိုးရိမ်သွားပါတယ်ဘာဖြစ်တာလဲဘာဖြစ်လို့လဲနေမကောင်းလို့လားယင်သူပြရာကတ်သွားပြီးတော့နှစ်ဘူးလေးကိုစမ်းကြည့်တော့လေကိုဘူးမနေပါဘူးမျက်နှာလေးကိုတေးချဆွဲလင်းကြည့်လိုက်တော့ခူးရောင်နေအောင်ငိုထားပါတယ်မျက်ထုံစားလေးတွေမှာမျက်ရည်ထောင်မချောက်သေးကိုပြောဘာလို့လဲဘာလို့လဲလို့သူစိတ်ပူမိတာမှန်ပါသူမလေးမျက်ရည်ကိုမြင်နေရတာကသူ့အတွက်လည်းပူလောင်စေပါတယ်ကိုကြည့်ပြောချစ်တော့ကိုကမေးနေအပြေမကြိုက်တာနော်ကိုပြောနေရမဟုတ်ဘူးညနေကကိစ္စလေကိုဘာမှပြောချင်လို့တားနေနေတာအခုကဘာဖြစ်ရလဲမမြောက်တတိယလို့အတန်တူတူလေးကမပွင့်တပွင့်ထွက်လာပြီးတော့ချက်ချင်းပဲခေါင်းငုံသွားပါတယ်ကိုမတော့ညနေကသူမလိုက်ခဲ့ခြင်းအတွက်စိတ်တူပြီးဒေါသထွက်နေလိုက်ရတာသူမကတော့ကို့အကြောင်းစိတ်ဝင်စားဟန်တော့မရမေကိုတတိယလို့ငိုနေတာပါကိုမသာဘာဖြစ်လဲဆိုပြီးတော့ရောက်ရက်ခတ်သွားတယ်ဟုတ်ပါပြီကိုမနေ့ကျရင်ဖုန်းခေါ်ပေးမယ်မမေနဲ့ပြောဖို့ဟုတ်ပြီလားသူနဲ့တိတ်လိုက်မှကောင်းညစ်သွားပြီးတော့လက်ခုပ်နဲ့မျက်ရည်စားတွေတုပ်ဖြစ်ပါတယ်ဒါကအဲ့တော့ညနေနေပြီသူလက်ကမ်းပေးလိုက်တော့ရင်ဝင်နဲ့တိုးဝင်လာပုံကအရန်ကျွဲတက်တဲ့ကြောင်ပေါင်းစာလေးလို့ဘုံထိတ်ကောင်အတွက်ကတော့မနေ့ပြန်ဆိုတာကိုလည်းမတွေးချင်ပါဘူးသူမနဲ့ကိုချင်းနေလေးကိုပဲမိုးခုံဝင်နေပါပြီမနေ့စာအတွက်စပွဲပေါ်မှာစုံလေပုံမှန်တိုင်းဘ
ဘုံထိတ်ကောင်နဲ့ဟန်နီလိုက်ရနည်းနည်းချင်းဆိုင်ထိုင်ပြီးတော့ချက်တော်ကတော့ဟန်နီပေးမှာပါချက်တော်နဲ့ဟန်နီတော့ရင်းနှီးမှုတွေရပြီးတော့အခုဆိုရင်ချက်တော်ကစကားတခွန်းတလေပြန်ပြောနေပါပြီတလတောင်ကြာသွားခဲ့ပါပြီကိုနောက်ပတ်ဆိုရင်မောင်လေးကအလေလိုက်လာမယ်တဲ့အဲ့ဒါသွားကြည့်ပေးရောကြည့်ပေးမယ်လေအဲ့ကြကိုပြောအခုတလအတွင်းပြဿနာကြီးကြီးမားမားမရှိပဲဆင်ပြေနေရကြောင်းဘုံထိတ်ကောင်ပြောပါတယ်ချက်တော်လေးသားကြနေပုံရတယ်တခါတလေမမေနဲ့ဖုန်းပြောလိုက်တဲ့အချိန်မှာမိုးသွားတာလွဲရင်တော့ဟန်နီနဲ့လည်းဆင်ပြေကြတော့တော်ပါသေးလို့တွေးမိပါတယ်အပြန်လိုက်ချင်ကြလားသူနေရာလုံးကိုကြည့်ပြီးမေးလိုက်ပေမဲ့နေရာလုံးကကောင်းခါကြပါတယ်အန်နီကတခါတလေလိုက်ပေမဲ့စစ်တော့တခါမှမလိုက်တာကြောင့်မြို့ပေါ်နေပေမဲ့တခါမှပြန်ထွက်သူမဟုတ်လို့ဘယ်တော့မှလည်းမလိုက်ပါဘူးအန်နီကတင်းကျပ်လောက်ခေါ်တာကြောင့်တခါတလေတဝင်ပြောမှငြိမ်သွားတယ်စစ်တော့နောက်ရှက်မဖြစ်စေလို့အန်နီအေးတဲ့သူမစိတ်ကိုသူနားလေလာတယ်လို့ပါစစ်တော့ဘန်းနီကိုသိချက်ထားပဲလားအမြဲတမ်းနှင်းစီရင်နားမှာပဲနော်သူမလေးကပြုံးလေးနဲ့ကောင်းကြီးပြပါတယ်ကိုပြန်သွားချိန်ဆိုရင်သူမတို့နှစ်ဦးသာအမြဲတမ်းနေတတ်တာကြောင့်စစ်တော့ကိုပို့ပြီးတော့ခင်မင်လာပါတယ်ဘာပဲဖြစ်ဖြစ်ကောင်းကြီးကောင်းခါတာလုပ်တတ်တာကြောင့်အန်နီဘလူးပဲစကနာထိုးပါစီသူမလေးကနားလေပုံမပေါ်ကိုကတခါတလေသူမကိုကဲပူတယ်လို့ထင်ရတဲ့ချိန်စိတ်ရိုင်းနေဝင်မိတာမှန်ပေမဲ့ကိုကသာသဝင်တုံမှုတွေရှိပေမဲ့စစ်တော့ဘက်ကမတုံ့ပြန်တော့သူလည်းသွေးအေးနေတတ်ပါပြီနင်းစီဆိုရင်ချက်တော့ဘယ်ရောင်ပူကြိုက်လဲအမပန်းသိမ်းမကြိုက်တော့ဘယ်ရောင်ကြိုက်မှမခွဲတတ်တော့ချက်တော့ကလေအခုဖြူအောင်လေးကိုပူကြိုက်တယ်သူကအရွယ်လေးသေးပြီးတော့ပန်းပွင့်ရတုတွေကလည်းပါတယ်လေတခြားမျိုးကွဲနင်းစီဖြူတွေရှိပေမဲ့အခုနင်းစီကိုပူကြိုက်တယ်ဟုတ်တာပဲစစ်တော့ပြုံးမှတေချာတတိထားမိနင်းစီဖြူမှလည်းပွင့်ဖက်ကြည့်ပြီးတော့အပွင့်တော်တော်ကြီးရောက်နေမြင်ဘူးသလိုပဲနော်ဟုတ်မတချို့တွေမြင်ဘူးတယ်အပေတပေမှလည်းနင်းစီပုံစံတစ်မျိုးလောက်ပုံစံမတူပဲပွင့်ကြတယ်လေအဲ့ဒါရောအဲ့လိုအများကြီးပွားပြီးစိုက်လို့ရပေမဲ့အပေများတဲ့ခါကျရင်တော့အကုန်လုံးတော့ပြိုင်မတက်နိုင်ဘူးလေတခါတလေတော့ခွဲထားတဲ့မျိုးတစ်ခုတလေကပိန်နေပြီးတော့တီးထွားနှုတ်နေတာတွေရှိတယ်မမ။အန်ဒီသဘောကျပြီးတော့ကောင်းတက်ဆက်ဆက်ညှိမိလိုက်တယ်။ကျတော့တခြားအကြောင်းရာဆိုရင်တိမ်နာလေးပုံမရပေမဲ့နင်းစီအကြောင်းလေးတော့တေချာနဲ့ဆက်ပုံရတယ်။တခါတလေဒီကောင်မလေးကရန်သူလို့မတွေးမိပဲနဲ့သူ့ရဲ့ညီမရင်းလေးတယောက်လိုခံစားစိတ်မိတာချိန်မှာကိုလာပြီပဲအမလီချက်တော့ထိတ်လန့်သွားပါတယ်ကိုကြီးနဲ့ဒနိုတံမိုးထားပြီးတတိထားပါလို့အချိန်မှာထားတဲ့သူရုပ်ကအကူထိုးကျသွားတဲ့ခိုင်ချက်တော့ရင်ပန်းစုံလည်းပြုတ်ထွက်သွားသလိုမရဲ့တန်ကလည်းစူးရှစွာထွက်လာပြီးတော့အန်အောနေပုံရပါတယ်အိမ်မှာမအေးကိုကူလုံးတဲ့ချိန်တန်ရှိတူလုံနေတော့ချက်တော့ရဲ့လက်ကမတင်မတ်ပဲတိုက်မိလိုက်တာပါဘာတွေဖြစ်ဟာကိုကြီးကားပေါ်ဆင်းလာပြီးတော့နောက်ဆုံးအတန်အဆုံးချက်တော့တေးသွားလိုက်ခြင်းမိပါတယ်ဘယ်သူလောက်တာလဲဘယ်သူလုံးလိုက်တာလဲလို့မေးနေရလေဟိုဟန်နီရဲ့လက်ညိုကချက်တော့ရှိမှရက်တန့်သွားတယ်မင်းခြေတံပြင်းပြင်းနင်းလာတဲ့အတန်ကိုချက်တော့ကြားပေမဲ့ခေါင်းကိုပဲတွင်ငုံထားမိတယ်မရှင်းပြတတ်သလိုရှင်းပြစရာလည်းမလိုပါဘူးချက်တော့ကြောင့်ပဲဒါမဲ့တင်မတက်ကြောင့်နေမိတာကိုကဲရမဲ့သူတို့ခံစားနေရတာကိုယ်တိုင်ပဲသိပါတယ်မျက်ရည်ပေါက်တွေကခြေပုံမိုးပုံခုန်ကြလာသလိုလက်နှစ်ပတ်ကိုလည်းပုတ်ချိန်နေမိတယ်မင်းပြောစက်ချက်တော့မင်းဘယ်လိုလုပ်လိုက်တာလဲငါအတန်မှားထားရဲ့နဲ့မင်းအလေးမမူတာကွာမင်းတော့ချက်တော့စကားဘာသာမှထွက်မလာတော့သူပူပြီးတော့ဒေါသထွက်မိတယ်ဒီပစ္စည်းကကိုတမိုးထားရပပိရဲ့နောက်ဆုံးဝေးအဖေမသေးခင်ချိန်ထိအရေးတကြီးအမြဲရှိတဲ့ကြွရုပ်လေးမှုဘလောက်လေးထားမှန်းဖို့ထိတ်ခေါင်သေးတယ်သူ့ကိုမသေးခင်အဖေပေးတော့မပြည့်စည်အောင်တန်မှထားခဲ့ပါတယ်ဒူးစန်းတာအယုံမှာမျက်နှာမပါမိမတယောက်နောက်ကျောပြီးထိုင်နေတဲ့ပုံမှာဒါမဲ့တခြားဘက်ကမျက်နှာကိုသွားကြည့်တဲ့အခါလူမျက်နှာမဟုတ်ဘဲနဲ့နင်းစီဖွင့်ပုံစံဖြစ်နေခဲ့တယ်။ဘာတိတ်ပဲလေလို့ပြီးတိုင်းအဖြေကိုမကြားရခင်ချစ်တော့မင်းကွာမင်းငါ့ကိုတခုခုပြောမင်းချစ်တော့ညီမလေးသူဆွဲရမိတွန်းထုတ်လိုက်တော့ခွေကနေလေးကျသွားပါတယ်။အန်ဒီပြေးလာပြီးဒူဖို့ပြင်မလုံးနဲ့ဟန်ဒီထားလိုက်အဲ့ဒီအားမကိုပြစ်ထားလိုက်ဘာတခိုးမှထွက်လာမှာမဟုတ်သွားမင်းအိမ်ပြန်ထွက်နေတညလည်းဝင်မလာနဲ့မင်းကိုတန်ခက်ကမေးတ
သူ့အပြင်ထုတ်လိုက်တနေ့လုံးဘာမှမကြွေးနဲ့အေးဘယ်သူမှထဲကိုခေါ်ကြမလို့နော်သူ့ပြစ်သူခံရလိမ့်မယ်မနေ့ကျရင်လည်းအိမ်ထဲကအိမ်ပြင်သူ့ပဲတန်ရှင်းလုပ်ရမယ်ဟုတ်ဆရာမအေးလေးစရာပုံစံကြောင့်ကြောက်လန့်နေမိတယ်အန်ဒီပင်ပါဇက်ဟောင်းသားနဲ့ဖုံးထိတ်ခေါင်ကိုလိုက်ကြည့်မိတယ်တခါမှအခုလောက်မမြင်ဘူးတဲ့ဒေါသကြောက်စရာပါစစ်တော်လေးဘလောက်တောင်ကြောက်နေလဲမသိခန္ဓာကိုယ်လေးတောင်တိမ့်တိမ့်တုန်နေတယ်အိမ်ပြန်မှမတည့်ရနေပေမဲ့ဘလောက်တောင်မှနဲ့နေမှအသေးသားပါညနေဆောင်တော့အန်ဒီပင်မနေနိုင်တော့အသေးမှလူနဲ့သူ့ကိုကိုယ်တိုင်သွားပြောမှရပါတော့မယ်စစ်တော်ကိုသွားခေါ်တိုင်းနဲ့ကောင်းကပြပြီးတော့တညာလုံးနေမဲ့ပုံမှာအန်ဒီကတော့ဘလို့မှမနေနိုင်တော့ယူနိုနဲ့ကောင်မလေးကမုံမေလဲတော့မဲ့ပုံမှာမိုးဝလုံးလို့နေရမိုးအိနေတဲ့မျက်လုံးတွေကကိုလာမပြောမချင်းအတဲကိုဝင်ရဲမှလည်းမဟုတ်ကိုအန်ဒီဝင်ခဲ့မယ်နော်သူစကားတန်ပြီးတကားဆွဲဖွင့်လိုက်တော့ပရင်းပေါက်မှငေးပြီးတော့အန်ကျိတ်ထားပုံရတယ်ကိုစတော်လေးတနာပါတယ်အတဲဝင်ခိုင်းလိုက်ပါတောင်းမှန်ပါတယ်သူတေချာလောက်တာမှမဟုတ်တာနော်သူ့เจ้าဆိုရင်တော့မကြားချင်ဘူးထွက်သွားပါကိုတောင်းမှန်နေပြပြတသားပြောတော့လေအန်ဒီကထုတ်မတက်ရဲပါဘူးအန်ဒီထွက်သွားတော့သူလည်းအိပ်ရာကိုလဲလိုက်တယ်ကိုကရက်စက်တဲ့သူဖြစ်စဉ်ဖြစ်နေလိမ့်မယ်အခုသွေးပူနေတော့မို့အဖေရဲ့အမွေပစ္စည်းလေးပြည့်စည်သွားခြင်းကဘာနဲ့မှလည်းမလဲနိုင်နောက်ထပ်မရနိုင်တော့ဘူးဆိုတဲ့အတီးကြောင့်ပိုပြီးစိတ်တူမိပါတယ်မင်းဒီလောက်တော့ခံတဲ့နဲ့ချက်တော့မျက်ရည်တုံးရင်းနဲ့မမေမြကိုလမ်းမိပါတယ်ဒီမှာချက်တော့စပေးကြနားလေပေးကြဆိုတော့ခဏလောက်ပြောမိတာမှန်ချက်တော့အတွက်ပဲနေရမှအမြဲတမ်းပြောစရာရှိမနေခဲ့ပါဘူးလေကိုကြီးကိုကြောက်ပါတယ်တရားအဝေးကိုထွက်သွားခြင်းနဲ့ညရောက်တော့ဘိုက်ကစားလူကနှုံချိပြီးမမတ်တောင်မရနိုင်တော့ခွေရလေကျသွားပါတယ်အားပြန်တင်ထားကြည့်ပေမဲ့မထနိုင်ပါအိမ်ပြန်မှာထိုင်ရလေးနေတဲ့ချက်တော့မဟန်နီကခဏခဏလာခေါ်ပါတယ်ချက်တော့ကကိုကြီးကိုပိုကြောက်တာကြောင့်မဝင်ရဲခဲ့ပါဘူးလူကလေးပေါ်မှာဝင်းနေသလိုအရန်အိတ်ချင်တာပဲကိုသိန်းနဲ့တကူရပါတယ်ကိုကြီးစီကရနေကြအနံမျက်လုံးကိုဖွင့်ကြည့်ပေမဲ့မရခဲ့ပါဘူးမေးချက်တော့ကန်ထဲကိုအားရှိအောင်တကူကိုလုပ်ပေးလိုက်ပါဦးကျွန်တော်ဟန်နီနဲ့ပြင်သွားစရာရှိလို့ဩစေးလေးတိုက်ထားလိုက်အောင်စပွဲပေါ်မှာတင်ထားတယ်ဟုတ်ကဲ့ဆရာမနှက်စာစားပြီးဆရာတို့ထွက်သွားတော့ချက်တော့ခန့်ဝင်ခဲ့တယ်မင်းညာချက်တော့မေ့လဲသွားတဲ့ချိန်ဘယ်ချိန်နည်းစောင့်ကြည့်နေမှမသိတဲ့ဆရာပွေးချီသွားတယ်အခုလဲကြည့်လေအားရပြတ်မှာပူတာကြောင့်သူ့ကိုတီးချမှာသွားသေးတယ်အခန်းထဲရောက်တော့ရေစလုံးနဲ့ရေစူဝစ်ကြောင့်ချက်တော့ညာစောင့်ရိပ်ပေးပုံရတယ်အခုတော့ဖျားပင်ကျနေပါပြီချက်တော့ညီမလေးစီးတော့ရအောင်လေထောက်ချက်တော့ကောင်းခံမိပါတယ်မတော့ချင်ပါဘူးဘယ်စည်းမှမတော့ချင်ပါဘူးတည်သွားတာမှကောင်းမယ်လေအေးမရအောင်လေချက်တော့ရဲ့ဆရာတီချမှာထားခဲ့တာချက်တော့ကိုကြီးဆိုတဲ့တန်းကြောင့်တုတ်ကနေထားလိုက်မိပါတယ်အရင်နဲ့မတူပဲပို့ပြီးတော့ကြောက်လာပါတယ်ချက်တော့ရဲ့မကြီးအတန်တူတူလေးနဲ့ခေါ်ရင်းနဲ့တနာသွားပါတယ်သူမလေးကမဟန်နီနဲ့မတူအမြဲတမ်းအနေအေးသူပါဆရာကလည်းကြောက်နေတဲ့သူအခုလည်းဆရာဆိုတဲ့အတန်းကြောင့်ဈေးဝတင်းယူတောင်းနေပါတယ်သူရိမောင်လေးပင်ပန်းနေလို့လားအရင်ကတော့မန္တလေးကိုလာကြလိုက်တာအမအပူစားလုံးလို့အခုတော့အတန်ကိုမထွက်ဘူးလေစည်းလာလို့ပါမမရေဒါအဲ့ဒါကြောင့်လူကမလန်းနေတာမောင်လေးကိုသွားကြည့်ပြီးတော့ကိုကစကားတခေါက်မှမဟာပါဘူးအန်ဒီမာသာမောင်လေးအနေကျက်မှလေးစိုးရင်ရသည်ကိုမျက်နှာလေးကြည့်ရသေးပါတယ်ဒါပါလို့ညာလေးမေးချက်တော့ဟုတ်တဲ့ကောင်ဒေါသအလိမ့်လိုက်ထွက်လာပါတယ်အပြင်အပြန်လာဧကမ်းမှာကြမ်းတိုက်နေတဲ့သူမကြောင့်ဒေါသဖြစ်ရတယ်လူအဖြစ်မနေ့ကတညာလုံးဖျားပြီးတော့မနက်ပိုင်းမှာပိုကျသွားပါတယ်တောင်းမနာနေပဲနဲ့တန်ရှင်းတောင်လုံနေလိုက်သေးတယ်သူစိတ်ပူပြီးတော့ကို့မှာတော့တညာလုံးတော့မအိပ်ရပဲမနက်တီတောင်လူကနှုံးချနေတယ်အန်ဒီမောင်လေးလိုက်လာတာကြောင့်သာလာကြိုပြီးပြီမယ်လေတကယ်ကိုမလန့်ပါဘူးမေးနေတာကိုပေကက်ကက်လုံနေပြန်ပြီဟိုစစ်တော့ကတန်ရှင်းမင်းပါအမေသူ့ရဲ့ကိုယ်လေးကိုဆွဲကြည့်ပြီးတော့အခန်းထဲဝင်ခဲ့လိုက်တယ်။အနည်းမြင်သူ့မောင်နဲ့မြန်လဲသူထဲမတွေ့တော့ပါဘူး။သူမလေးကတော့မျက်လုံးပြူးသားနဲ့ပါလာပါတယ်။မ तू ကဘာတူလဲ။ဘာတူ။အော်ကိုညမလေးပါ။ရွာလေ။အန်ဒီတကယ်ကိုအံ့ဩသွားပါတယ်။ကိုလုံးရက်ထေကမနေ့ကတမျိုးအခုတော့လေဘသူမျက်နှာမှမထောက်ပဲသူလှုပ်ချင်တာကိုတစိုးထိုးလှုပ်လိုက်ပုံကိုရန်ကမသိလိုက်သလိုဘာမှကယူဆိုင်စာမလို့သလိုမျိုးနဲ့ပါ။လာမမနေဖို့လိုက်ပြပေးမယ်။အန်ဒီရှောင်ထွက်ပြီးတော့ပုံရက်ကို
မောင်လေးနဲ့တက်ခဲ့ပေမဲ့စိတ်တရားတော့ကိုယ်စီမှာကြံခဲ့ပြီးလောက်ရလိုက်တာလို့ပြောနေမိပါတယ်။နားရဲကိုကြီးသူမလေးတန်ကြောင်လှုပ်ပေးလိုက်ပါတယ်။သူနန်းကြောင်ပေါက်သွားတဲ့နှကန်းလေးကိုပပနမ်းပြီးတော့ရှင်ခွေရောက်ကသူမလေးကိုငုံမိုးကြီးကကျတော့ကိုမင်းနဲ့ပြဿနာတွေမဖြစ်ချင်ဘူး။မင်းနဲ့အဆင်ပြေစေချင်တယ်။မနေ့ကလိုဖြစ်မျိုးတွေကိုမဖန်တီးပါနဲ့ကွာ။ကိုစိတ်ရိုင်းနေဝင်လာရင်မင်းကိုတခုခုလုံးမိလိုက်မယ်နော်။ကိုကကိုလည်းမထိန်နိုင်ဘူး။မင်းနဲ့တော့ခတ်ပြီ။သူခက်ကြိတ်ပြောတော့မျက်ရည်ဝိုင်းလာတဲ့သူမမင်းကဖြူတယ်လေးပါ။ကိုစိတ်ကြောင့်မင်းကိုတရားရီပဲပြီးနေမိတာကိုသိပါတယ်။မင်းပေါ်ဟန်နီပေါ်သူဟန်နီနဲ့သူမကြောင့်မှတကယ်မကောင်းတာတွေပဲလုပ်နေမိတာပါ။ခန်းထဲကထွက်ခဲ့ပြီးတော့ရှင်မောစွာနဲ့လေကရစ်တွေကိုဖြတ်ကျော်လာတဲ့အချိန်မှာဟန်နီကိုမြင်လိုက်ရတယ်။ဟန်နီကိုနဲ့ပြောစရာရှိတယ်။ပြင်သွားရအောင်။ဟန်နီမျက်နှာကြည့်လိုက်တာနဲ့ဇုံနာအစင်းကြီးကြောင်ဖြစ်လိမ့်မယ်။ဒါကိုသူသိပါတယ်။အိမ်မလေးမပြောချင်တာကြောင့်အပြင်ကိုခေါ်လိုက်တာပါ။ကိုဟန်နီဘက်ကိုတွေးပေးဖို့လား။ဟန်နီဘလို့စိတ်နဲ့ထိန်ချုပ်နေရလို့ထင်လဲရင်ကိုပြောစကားကိုတော့ကိုတီးမှာပါ။ငါ့ကိုချစ်ရှာပါတယ်။တနေ့တော့ချစ်တော့ကိုကွာရှင်ပြီးဟန်နီစီပြန်လာမှပုံလို့အမြဲတွေးထားတာ။ဒါမဲ့ကိုရဲ့လို့ရက်တည်းဟာဟန်နီပေါ်ရက်ဆက်လို့နေ။အဲ့ဒါကိုသိလား။ကိုနားလေပါတယ်။ဒါမဲ့ပြောပါကို။သူရှေ့ဆက်မပြောနိုင်။မပြတ်သားနေတာသူပါ။သူလေးဘူးတစ်ချက်ကိုမုတ်ထုတ်ရင်းနဲ့ကားပြင်ကိုငင်းနေလိုက်တယ်။ဟန်နီသိရလေ။ကိုချစ်တော့ခန်းထဲကိုအမြဲသွားနေတာ။ဟန်နီမပြောခဲ့ဘူး။ကိုနားလေလာမှာပါ။အဖေကိုတွေ့မှာပါလို့အမြဲတွေးနေတာပါ။ဟာကနေဖြစ်သွားတဲ့သူကဘုံထိတ်ခေါင်းမှာအန်နီတီရနဲ့ဘာမှမဖြစ်သလိုမျိုးစောင့်ကြည့်နေတယ်လေ။ကိုကဘလို့ယောက်ျားလဲ။မိန်းမနှစ်ယောက်ကြားမှာဘာမှပြတ်သားမှုမရှိဘဲနဲ့ဆွဲထားစမှာကိုတောင်းမှန်ပါတယ်။ဟန်နီကိုလေဟန်နီကိုမတောင်းမှန်နဲ့။ကိုတောင်းမှန်လာရင်ဟန်နီတို့ဝေးသွားတယ်လို့ပဲ။စစ်တော့ပဲတောင်းမှန်လိုက်ပါ။ဟန်နီရဲ့ကိုဘာတွေလုပ်ရမလဲ။စစ်တော့လည်းတနာတယ်။ဘာမှနားမလည်တဲ့သူမကိုအနိုင်ကျင့်တာတွေများပြီမို့ကိုတနာတာလား။ဘာလဲ။ကိုလည်းနားမလည်တော့ကွာ။ကိုနားမလည်တဲ့ຢာကိုဟန်နီနားလေပါတယ်။ဒါမဲ့ဆရာလေးသူကိုဘသူစီမှမပေးလိုက်နိုင်တာပါ။စာပေဖြစ်တဲ့တန်ရောစင်တွေအချစ်တွေဘသူကြောင့်မှမဝေးချင်ဘူး။ဟန်နီရဲ့အတားဆိုလဲဟန်နီပြောင်းလဲမှာမဟုတ်ဘူး။အဲ့ဒါမိန်းမတစ်ယောက်ကသူချစ်တဲ့ယောက်ျားပေါ်မှာထားတဲ့သူရဲ့စိတ်ပဲ။မော်နီမမမော်နီကိုကြီးမနေ့စာစားတော့သူတို့၃ယောက်ပါ။စစ်တော့ထွက်မလားမေးစစ်တော့ကိုသွားခေါ်ပါဦး။မနေ့စာစားရအောင်လို့ဟုတ်ကဲ့မမလေးကိုစီရဘာတမထွက်မလာတာကြောင့်ဟန်နီကိုတိုင်းပဲစစ်တော့ကိုသွားခေါ်ခိုင်းလိုက်ရတယ်။ဓမ္မလေးကိုပုံစံမြင်နိုင်မယ်လीဝေခွဲရခက်နေသလားဟန်နီသိချင်မိပါတယ်။လာချစ်တော့ဟုတ်မမအော်မိတ်ဆက်ပြုံးမယ်မောင်လေးမေးချစ်တော့တဲ့မှတ်ထားနော်ကိုရဲ့ညီမလေးလीစစ်တော့လည်းမှတ်ထားမမရဲ့မောင်လေးသူရိန်နဲ့အလေလာလीဟုတ်မမဟုတ်စစ်တော့ရဲ့ပြေဟာဒုံတီပါပဲသူရိန်မှသာဘလို့လေးမမသိတဲ့ကောင်မလေးမို့စားကျင်တော့ချင်းမိပါတယ်ပုံစံကလည်းတက်တူရွယ်လိုလောက်ပါမမတာသူ့လိုဟာစားမယ်အဲဟုတ်လားလုံးလေးဝယ်ထားပေးမယ်လीအိုရင်ကအပြင်ရောက်มาတာဆိုတော့ဟုတ်ကဲ့လုံးလေးမတူတူစားမယ်သူရိန်ဦးမျိုးနေမိပါတယ်ဒီကောင်မလေးကချက်ဖို့ကောင်းတယ်လို့အရန်တီတော့သူကစားကျင်မိတယ်ရွှေရွှေဝေအောင်ပြောပေမဲ့တကောမှဝင်မပြောတာဘုံတိတ်ကောင်ပဲဖြစ်ပါတယ်စိုးစိုးကသူရင်သိအောင်စစ်တော်သူညမပါလို့တမင်ပြောလိုက်တာကိုသူနားလေပါတယ်သူအမတ်ကိုလက်ခံရမယ်သူထိန်းသိမ်းရမယ်လေဒါမဲ့ရင်မောနေတယ်မပြောမွေ့ဘူးသစိမ်းဖြစ်သွားတယ်လို့ခံစားနေရတဲ့စိတ်အခြေအနေကိုလည်းမကြိုက်ဘူးကိုကြီးရင်မောနေရပါလားစစ်တော်ရဲ့မနက်လေးနေ့ကသူရင်လိုက်ရှာနေတာကချက်တော်ဆိုတဲ့ကောင်းမလေးပါအခန်းထဲကမထွက်သေးတာကြောင့်သူရစ်တည်လုံနေတယ်အမေsorry ပါကျွန်တော်တောင်းမှပါတယ်သူရင်ချက်တော်အခန်းရှိမှာရစ်တည်လုံနေတော့အခန်းထဲကရုတ်တရက်ထွက်လာတဲ့ချက်တော်ကိုမြင်ပြီးတော့လန့်တော်ပုံရပါတယ်ကိုကလည်းလန့်လောက်စရာအခန်းထဲကိုတဲကြီးမဲကြီးလန့်ကြည့်နေပုံကလောက်ကျန်သူနဲ့ပဲတူနေလားမသိချက်တော်ကိုတွေးလိုက်ရပေမဲ့လည်းဘာသာပြောမှမသိပဲစကားစားတွေပဲပြောင်းနေတယ်ကျွန်တော်အစိုးရနိုးတာနဲ့လေချက်တော်များထပြီလားလို့လှမ်းကြည့်နေတာမမလည်းမထသေးတော့ပြင်းနေတာနဲ့ဟုတ်သူရင်ဘာသာပြောမှမသိပါဘူးချက်တော်ကတကုံးမဲ့ပြောပြီးတော့ထမင်းစားကမ်းဝဝင်သွားတော့သူ့မှာသာတန်းလန်းကြီးကြံခဲ့ပြီးနောက်ကနေမရောက်မလဲလိုက်လာတယ်ဘာလို့အမှန်လည်းမသိထမင်းချက်နေအမယိုဝိုင်းကိုလုံနေတော့ကို့မှာသာဘ
ဘာကြရမှမသိဖြစ်နေရဲ့ဟိုလေကျွန်တော်ဘာဝိုင်းခုရမယ်ဗျဒီတိုင်းပြင်းလို့အော်ဘာမှမလုပ်ပေးပါနဲ့ကွယ်ရပါတယ်အေးစိမ့်နေပါအမတို့အဆင်ပြေပါတယ်နေရတယ်ကဲတစ်ချက်တည်းနဲ့ကိုအပြက်ပဲဖြစ်ပါတယ်စစ်သုံးနာပဲတီးတီးတတ်တာသွားပြီးမရောက်မလဲလုပ်နေရပဲကောင်းမယ်စစ်သုံးကအခုလိုလေးတွေလှုပ်တက်တာပဲနော်ဟုတ်စစ်သုံးကျွန်တော်တို့လေမနေ့ကမွေးငါပဲစားမှာမလားဟုတ်အဲ့ဒါဆိုရင်ကျွန်တော်နဲ့အတူတူသွားစားမယ်လေဒီရောက်ရင်ဟင်းရနည်းနည်းအေးပြီဆိုတော့သွားစားရင်ပိုကောင်းမလားလို့ဘာလို့လဲစစ်သုံးရဲ့ဝေးလို့လားဟိုစစ်သုံးကဘာဆက်ပြောရမှမသိကိုကမှတခြားသူတွေနဲ့စကားတွေအများကြီးမပြောတတ်ပါဘူးဆိုဟုတ်လေညီမလေးကပြန်လဲတိတ်မသွားဘူးအဲ့ဒါကြောင့်မအေးပဲအမြဲဝယ်ပေးရတာအိုက်စားချင်ရင်မအေးနဲ့လိုက်ခဲ့လို့ရတယ်လေမပွေးပါဘူးအော်ဟုတ်လားလိုက်တော့ပါဦးဗျာစစ်သုံးမမပါပဲနဲ့သူကဆိုင်မှာသွားစားကြလို့လည်းမဟုတ်ဘူးလေဒီကောင်မလေးနဲ့ရင်းနှီးကြလို့အရန်ကြိုက်တဲ့စားတောင်မဟုတ်တာတော့သူကြိုက်တဲ့စားတောင်မို့သာလိုက်စားတာပါအစိုးရနိုးနေပါလားမောင်လေးဟုတ်ကဲ့မအဲ့ရပြန်လို့လားမသိဒါမို့တကူကူကဆွဲဆောင်နေရလားမသိဟာနားလေးမအန်ဒီအလိုက်မသိတဲ့မောင်လေးကိုဆွဲစိတ်လိုက်တာပါဘလို့လို့လည်းမရတီကားပေါ်ကနေစင်းနေရမောင်လေးရဲ့တန်ကိုသူ့ကိုကြားနေရတာပါချက်တော့ကိုစောင်းမြောင်းကျင်နေမှဟန်နီရိမ့်မိလိုက်တယ်လို့ဘာနဲ့တဲ့ကွာမသိပဲနေပါမလားတောက်သူကမသိပဲချက်တော့စီကနေကြည့်ုံမခွာပဲပြောနေတာပါသူပြောနေမှသိပုံမရတဲ့ချက်တော့မအေးကိုဝိုင်းကိုလုပ်ပြီးသူတို့လာတာမြင်တော့မှရိုးရိုးလေးမအေးနောက်ကိုဝင်သွားတယ်တောင်းမှမာတယ်ကိုကြီးဘာလို့လဲကျွန်တော်တန်ကြောင်နိုးတော့တာလားလို့ဟိပြောင်ဆက်ဆက်ဒီကောင်ပေါ်တိတ်တော့မတွေ့အရင်ကလည်းအရင်ရင်းနေတဲ့သူမဟုတ်တာကြောင့်အခုပို့ဆိုးတာစက်တော့ကြည့်ရဲ့ကြည့်တွေစကားတွေသူတခုမှမကြိုက်လူငယ်တယောက်ကလွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့သူချက်တော့တော့ထိမခံနိုင်ဟုတ်လေအမတို့နဲ့တူတူစားလိုက်ပါလားဟာစားနေမတာချက်တော့နဲ့မှတူတူစားမှာဒီမှာအဲ့ဒါဆိုလေအန်ဒီမာတော့ပြောလေဆိုလေမောင်လေးကြောင့်စိတ်ပူရတာတစ်မျိုးမှန်ကုန်နေတဲ့မျက်နှာနဲ့ကော်ဖီကွက်ကိုစုပ်ဝင်နေတဲ့ကိုကြောင့်လည်းစိတ်ပူရပါတယ်ချက်တော့ရော့လက်ဆောင်ဟာညနေပိုင်းပန်းပင်နေနဲ့အလုံးရှုံနေတဲ့ချက်တော့ကိုသူပန်းလေးတစ်ပွင့်ခူးပြီးတော့နားကြောင်ညှပ်ပေးလိုက်ပါတယ်အော်သူ့လိုဖြစ်သွားတာကြောင့်သူသဘောတကျရေးလိုက်မိတယ်ချက်တော့မင်းဘာလုပ်နေလဲခန်းနဲ့မဝင်သေးဘူးလားဟုတ်ဘုံတိတ်ကောင်ဒေါသထွက်သွားပါတယ်ရဲတလူနဲ့အန်ဒီမောင်ကိုကြည့်မရပါဘူးစစ်တော်ပေါ်ပြုမှုတွေကိုသူကြည့်မရအခုလဲပန်းတွေစုပ်ပန်ပေးနေရကြောင်းသူ့မှာအိုတိုရပြန်ပါတယ်လောင်းတီဘုံတိတ်ကောင်စစ်တော်ရဲ့နားကြားမှာတဲ့တဲ့စားရှိနေတဲ့ပန်းကိုဆွဲဖြုတ်ယူပြီးရေပြန်ပေါ်လွင့်ပြန်လိုက်တယ်အဲ့ဒီချင်းရောင်ကိုသူလည်းမြင်တယ်လို့အပြင်ထွက်လာတဲ့ဟန်နီလည်းမြင်လေသူကိုရှိန်တက်ပြီးတော့ဟန်နီကိုအားနာသွားတာကြောင့်ပဲမောင်ရီစတောင်းနဲ့နင်းစီပြလိုက်မိသူ့ထဲဝင်ခဲ့ပြီးတော့ဟန်နီကိုတော့နှုတ်ဆက်စကားမပြောဖြစ်ခဲ့ပါဘူးသူရိမင်းတို့ဘာတွေသွားလုပ်နေလဲတာဘာလုပ်လို့လဲသူ့ညီမလေးကိုပန်းပေးလိုက်အောင်ပဲကိုကြီးကကဲပို့လို့နာမရတာရအောင်ယူပြလိုက်အောင်ဟဲ့သူရိဟန်နီမစက်မြန်ပေးလိုက်ရတယ်ဘာမှမသိတဲ့မောင်လေးနဲ့တော့ခက်ပါတော့ကိုသာကြားသွားရင်မိုးမိလောင်မှသေးကြသူရိကဘာမှမသိလူငယ်တဘာဝချက်တော့ပေါ်ကိုစိတ်ကစားတာဖြစ်နိုင်တယ်ရှင်မောတော်နဲ့ဟန်နီရေကန်ပေးကိုလာထိုင်ပြီးတော့ကိုယ့်ရဲ့တွင်းစိတ်ကိုတွေးကြည့်နေမိတယ်သိကြတယ်ကိုယ့်ရဲ့စိတ်ထဲမှာချက်တော့ဆိုတဲ့မိန်းကလေးရှိနေပါပြီသူဆုံးဖြတ်ချက်တစ်ခုကိုချမှဖြစ်တော့မယ်မောရင်သူကကြားလူဖြစ်နေမယ်သူရိဘာမှပြောစရာရှိရဲ့လားအောက်ထက်ကိုဆင်းတော့မဲ့သူတွေကိုသူလန်းခေါ်လိုက်တယ်ဘာလဲအော်ပြောရအောင်မယ်ဒါတို့ရောက်နေရလေကြားပြီးအပြင်လိုက်ဖို့ကိုရုပ်ပြောပြီးရောပြောပြီးပါလားအမမေးစရာရှိလို့သူရင်ချက်တော့ကိုစစ်နေရလားဟာမလေတဲကြီးပါလားဗျာစစ်တာလောက်တီတော့မဟုတ်သေးပေမဲ့ကြိုက်တယ်ရှင်တော့နည်းနည်းခုန်တယ်လို့ပဲတေချာတော့မသိသေးဘူးမရအေးပါအမကတေချာအောင်မေးတာအမအနေနဲ့ဆိုရင်တော့စစ်တော်နဲ့ဆိုရင်ဘာမှသဘောမတူနိုင်ကြမရှိဘူးလို့ပြောတာလေကိုကြိုက်ရင်တေချာကြိုးစားစစ်တော်ကနေအေးတယ်ဘာမှနားမလဲဘူးအဲ့ဒါလေသူ့ရဲ့ဆွဲဆောင်မှုပါပဲအောင်လေးကဇွဲနဲ့ကြိုးစားဖို့တော့လိုတယ်အမအားပြီးတော့ပြောပြီးလေဒါပဲမရကောင်မလေးစီကိုခဏသွားလိုက်ပြေးထွက်သွားတဲ့မောင်လေးကြောပြင်ကိုကြည့်ပြီးတော့ဟန်နီမဲပြုံးတစ်ချက်ပြုံးလိုက်တယ်ကိုနားလေနိုင်ပါစေလို့မေးစစ်တော်ကိုတွေးမိသေးလားသူခန်းထဲမှာလည်းမမြင်မိဘူးအခုလည်းမတွေ့ဘူးချက်တော်ကလေချက်နောက်ဘက်မှာကိုနဲ့အတူတူပန်းဆိုင်ဖို့လုပ်နေတယ်တတိယလည်းပန်းဆိုင်ဖို့ခွင့်ပြုလိုက်တာလေဟုတ်လား
ကျွန်တော်ကဘာမှလည်းမသိဘူးကျွန်တော်ဘက်ကိုပြေးလိုက်သွားတဲ့သူရဲ့ကြီးနဲ့မအေးရှင်လေးစွာတက်ပြင်းချမိတယ်ကျွန်တော်တို့ဒီကောင်လေးကအရန်ကန်စရာမကြိုက်နဲ့အတော့ကိုအစင်မပြေမြင်ရတယ်အခုလဲသွားပြန်ပြီပါရီပြဿနာဖြစ်အောင်လည်းမသိကျွန်တော်လည်းမကောင်းဝိုင်းကူမှာပေါ့စစ်တော့ကလေကဲဟုတ်ပါပြီပြောမနေနဲ့တော့ပါရီဝိုင်းကူရမှာလေပန်းဆိုင်ဖို့အတွက်ဆိုဟုတ်နင်းစီပဲဆိုင်မှာပါပြိုးစိတ်တွေမရောက်သေးလို့အခုကမြေပဲရင်ဆွာထားတာပေးကျွန်တော်ပေးကျွန်တော်ကနုနုရွရွလေးကိုကျွန်တော်အားကိုးလိုက်စမ်းပါဟေးကိုကတော့ဘေးကနေပွဲကြီးပြိတ္တပါသူရင်တယောက်ပဲနေရာတကာဝင်လို့စကားတွေအများကြီးပြောပြီးစစ်တော့ကိုလိုက်စားနေတာကြောင့်သူ့စီပင်ပြောရီကူလာရတယ်လို့လူငယ်တွေဘွားဆိုတာဒီလိုပဲလေဘာမှတွေးမရှိပဲတိတ်ကိုပြောစရာကောင်းနေမလားလောက်တတ်ပါလေဆိုစစ်တော့ရကြည်အောင်မင်းလည်းပေပွားနေပြီမလောက်နဲ့စစ်တော့ရဲ့မျက်နှာကိုသူမြေကြီးနဲ့နည်းနည်းတိုးလိုက်တဲ့အခါညင်းဆန်တဲ့နဲ့အတူမျက်စောင်းမှာတိုင်းကလေးရောက်လာတယ်ကြည့်ပါဦးစိတ်မတူတကူထင်ထားခဲ့တဲ့သူကောင်မလေးကသူ့ကိုစိတ်တူနေပြီပဲကျွန်တော်ကစိတ်မဆိုးတတ်ဘူးလို့ထင်နေတာကျွန်တော်ကစိတ်ဆိုးတတ်တာပဲမလောက်နဲ့လို့ကျွန်တော်စိတ်ဆိုးတယ်လိုက်ပန်းလီကျွန်တော်ဟာသူရင်တော့ကျွန်တော်လည်းပဲဥမထားတာပဲကျေးဇူးပါကောင်မလေးဟာမလောက်နဲ့လို့နေနော်ဒါအဘာကြီးဖြစ်နေရလဲတိတ်ကိုပြောနေရပါဟုတ်လားစစ်တော့မင်းကတိတ်ပြောနေရပေါ့ဟုတ်ဘာလဲဘာကြီးဖြည့်ရှင်းချက်ပေးအောင်ပါလေသူရိမင်းလည်းသူမစိုက်တဲ့အရာကိုတင်းမလုံးနဲ့ငါမကြိုက်ဘူးမျိုးစေ့ရော့သူပြောပြီးတော့ပြစ်ချထားခဲ့လိုက်ပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုအောက်တက်တက်ဖြစ်စေရလေသူနဲ့ဆိုရင်အမြဲတမ်းတိတ်ဆိတ်နေတဲ့သူမှအခုသူရိနဲ့ကြတော့ယူမောနေရလေသူတော်မမြင်ဘူးတဲ့ပြုမှုကိုတခြားယောက်ျားရှင်မှလုပ်နေခဲ့တယ်ကွာသူဒေါသပြလုံစွာတောက်ခောက်ပြီးတော့ခန်းထဲထွက်လာတဲ့ဟန်နီကိုမြင်တော့ဟိုဒေါသဖြစ်မိတယ်ဟန်နီမင်းမအောင်သိချမှာထားစစ်တော့ကိုတိတ်နိုင်စားနေတယ်လို့ဘာဖြစ်လို့လဲကိုဘာဖြစ်ရမှာလဲမကြိုက်တဲ့အရာတွေကိုဇွတ်တင်းလုံလာလေစစ်တော့ဘလောက်နေရခက်မလဲဟိုကအားနာလို့သာမပြောတာမင်းမောင်ကရဲတင်းလို့နေစစ်တော့ကကလေးရွယ်မဟုတ်ဘူးမင်းသိချပြောထားဖို့ကောင်းတယ်ဘာတွေများဖြစ်ကြလို့လဲကိုရေရဲတွေများဖြစ်ကြလားရဲတော့ဖြစ်မလားကွမင်းကတမျိုးဟန်နီပဲမျက်လုံးပြူသွားတယ်ပြီးမှသဘောပေါက်ပြီးပြောလိုက်ပါတယ်တဝဲတူနေရပဲသူပြလိုက်တဲ့ညာချက်ကချက်ကောင်းကိုတည်ရန်တူပါတယ်အဲ့လိုပဲဖြစ်ရမှာပေါ့ကိုရေစစ်တော်နဲ့သူရင်းဆိုတာတိတ်လိုက်ဖက်မှာပါကိုကဘာများသဘောမကျတာဟန်နီရီတန်ကိုတယောက်ကြားနိုင်မယ်မတင်ဩမောင်လေးနဲ့ချစ်တော်ပါလားအမဘာရီကူစရာရှိလဲမရှိပါဘူးမမရအမဘိုးတော်နာပဲသွားနေပါသားတော့အဆင်ပြေပါတယ်ဟုတ်တယ်အခုပဲကိုပြောလိုက်တယ်စစ်တော်သူရိန်လိုက်စနေလို့စစ်တော်ရန်စိတ်ဆိုးနေရဲ့တဲ့အဲ့ဒါမောင်လေးကိုခွင့်လွှတ်ပေးပါအမတောင်းမှန်နေတော့စစ်တော်ချစ်တော်ကလေအဲ့လိုစိတ်မဆိုးပါဘူးမမဟန်နီဟုတ်လားအဲ့ဒါဆိုလဲကောင်းပါတယ်စောစောအမစိတ်မကောင်းဖြစ်နေတာသူရိန်ကလေစောင့်နောက်သိပ်တန်တာသူသဘောကျနေတဲ့ချစ်တော်ဆိုတော့ပို့ဆိုးတာပေါ့ကွယ်ရှင်ဟာမမလေးဗျာတော့အလုံးမပြီးပါဘူးဆိုဒီကလေးတွေဘာရှက်နေရလဲအမသဘောယူပြောနေရနော်သွားပြီအန်ဒီချက်တော့တစ်ချက်ကြည့်ပြီးတော့ဟန်ပါပါထွက်ခဲ့တယ်မင်းတို့စီမှာတခုခုတော့ကြံခဲ့မှာပါသူခုတလို့ချက်တော့ခန်းထဲကိုတိတ်မြောက်ဖြစ်ပါဘူးသူရင်းကိစ္စနဲ့တယောက်တည်းဒေါသဖြစ်နေရကြောင်းမလားဖြင့်သူပါလေးကိုဘဝနန်းလိုက်ပြီးတော့လေတိုင်လေးကိုတစ်ချက်ပေးလိုက်တော့သူရီပြီးတန်ခတ်တဲ့အနေနဲ့နှကန်းသားလေးကိုဆွဲကြိုက်ကမလွတ်တမ်းငုံထားလိုက်တယ်အဲ့ဒါပြစ်ပေးတာအခုတလို့ကိုယ်စိတ်တူအောင်မင်းမြန်လုပ်နေလို့လေသူလှုပ်လိုက်တော့အသက်ကိုမနေရှူနေပုံရတဲ့နှကန်းလေးကိုသူဖွားဖွားထိကန်လိုက်တယ်ပြီးတော့သူမနဲ့အတူမမောတန်းကူခတ်ခြင်းနဲ့အချစ်ရဲ့ပင်လယ်ပြည်ကြီးတဲ့ကိုသူတို့နှစ်ယောက်ရွေးလျားသွားပါတယ်သူမနဲ့အတူရှိနေရတဲ့မနက်ခင်းကိုသူသဘောကျဆုံးမှာဖြူနုနုမျက်နှာလေးကအေးချမ်းလွန်းစွာဘာမှနားမလည်တဲ့သူမကိုတခါတလေစိတ်တူမိပေမဲ့တနာစိတ်လည်းပိုးမိတာအမှန်မမေရဲ့အဝေးသူ့ကိုအားကိုပြီးလိုက်လာခဲ့တာကိုသူကတခါတလေအနိုင်ကျင့်ပြီးတော့အမြင်ကိုလုံးနေမိတဲ့အတွက်လေသူစိတ်မကောင်းဖြစ်ရတယ်ခလေးကိုကြီးကိုနေရကြလားသူနိုးလိုက်တော့အိတ်ချစ်မှုတူဖြစ်နေပုံရသေးတယ်လက်ကုပ်လေးနဲ့ပုတ်ပြီးတော့သူ့ကိုမောကြည့်တဲ့အခါမှာသူအသေးပေါက်သွားတယ်သူပပလေးနဲ့လိုက်တော့ခေါင်းငုတ်သွားပြန်ပါတယ်ကိုပြောစရာရှိတယ်ကိုကိုကြည့်သူရင်းနဲ့ပေါင်းတာကိုတကယ်မကြိုက်ဘူးသိလားပြီးတော့သူနဲ့ပြောနေရမြင်ကိုတကယ်စိတ်တူတယ်သူနဲ့မပေါင်းလို့ကိုကိုဂရိပေးပါလားကိုလည်းဂရိတစ်ခုပြန်မိမယ်ဟန်နီနဲ့မပတ်သက်တော့ဘူးလို့လဲ
ခလေးပေးနိုင်မလားသူစိတ်ကိုဆုံးစွန်တီးဖွင့်လိုက်ဖို့ဆုံးဖြတ်လိုက်တာမင်းကိုမဆုံးရှုံးကြလို့ပါခလေးရဲ့မမဟန်နီနဲ့ပဲနေပါကျတော့မေမြစီပဲပြန်ပါဘာလို့လဲကလေးရဲ့ကိုလေးသူရှိမဆက်နိုင်တော့ပါဘူးသူမလေးကသူ့စီမှာစိတ်မရှိပါလားသူရဲ့မာနတွေအောက်ထုတ်လာတောင်းခံလိုက်ပေမဲ့သူမတော့သူ့ကိုမှမလိုအပ်ပဲလေစတော်ကိုကြီးကိုမကြည့်ရဲပဲနဲ့မျက်လွန်ချရင်ရှင်ဝင်နေရနေအတန်တိတ်နေမိပါတယ်ကိုကြီးရဲ့ပြောတွေပြောင်းလဲသွားတာသတိထားမိပေမဲ့စတော်မဟန်နီကိုတနာပါတယ်စတော်ကြောင့်ကိုကြီးနဲ့ဝေးသွားတာမျိုးမလိုချင်ပါဘူးစတော်ကသာထွက်သွားတဲ့နေသူကိုကြီးပြောတာသိစားနာထောင်ကိုရန်ကုန်သွားကြရှိတဲ့ကလေးသူတွေနဲ့ဝေးမှနေကိုကြီးစိတ်ချပြစီနော်ပြီးတော့ပြန်လာရင်အန်နီကိုနားလေးအောင်ပြောပြမယ်ကိုနဲ့မန်းယူလည်းစတော်ကကိုမိမပါလို့ပြောမယ်တခြားသူတွေအကုန်လုံးလည်းပြောပြမယ်နော်နားလည်လားကလေးမလုပ်ပါနဲ့ကိုကြီးစတော်ကောင်းကိုရမ်းပေမဲ့ကိုကြီးကဂယုမဆိုင်ဟန်မလုပ်ပါနဲ့ကိုကြီးရဲ့စတော်ကြောင့်နဲ့တခြားသူတွေစိတ်ညစ်ရတာမျိုးစတော်ကြောင့်တခုခုဖြစ်သွားတာမျိုးနောက်ထပ်မလိုချင်တော့လို့ပါကိုကြည့်ခလေးဘာမှတွေးကြမလို့သိလားလို့ပြန်ရုံတော့ကိုသွားဖို့အတွက်ပြင်ဆင်လာအောင်မယ်သိလားဟိုရားစရာလေလူလေးမှမသိမင်းကလေကိုက်ပြစ်ချင်စရာလေးသိလားနားတယ်သူပါလုံးလုံးလေးကိုဘဘလေးကပ်ပြီးတော့နဘူးလေးကိုနမ်းလိုက်ပါတယ်မင်းကိုချစ်နေမိပြီထင်တယ်ပြန်လာရင်ကိုမင်းကိုဖွင့်ပြောမှာမင်းကိုတိတ်ချစ်နေမိရဲ့အကြောင်းလေးကိုပြောပြမှာပါခလေးမနေ့လေးတော့သူခီးသွားဖို့ပြင်နေစိတ်ကတော့မသွားစင်သူမလေးကိုလွမ်းနေမှတေးကြပါကိုကောက်ကိုယူဆိုင်မောင်းတော့နားတဲ့နေရာတိုင်းဖုန်းဆက်ဇက်မိုင်နဲ့ကယူဆိုင်အောင်နေရာတဲဆိုပြီးကြောင်နေနဲ့ဦးတော့အင်းမဟန်ကြီးရဲ့မင်းလည်းကယူဆိုင်အောင်စစ်တော့ကိုလည်းအပ်တယ်ကိုနေ့ရက်ပဲနေမှာရောက်ပြန်မယ်အန်ဒီတူတူမှရင်ကားမောင်းထွက်သွားမှမျက်ရည်လေးသွားတယ်အခုမနေ့မှသွားမယ့်အကြောင်းပြောတော့ဟန်ဒီမှအံ့ဩပြီးမမလေးပြင်ဆင်မပေးလိုက်ရအားကြောင့်လည်းမေးတော့လည်းမပြောပြစစ်တော့ကိုကြည့်လိုက်တော့ကိုသွားမှကိုတီးထားတဲ့ပုံမို့ကိုမှတော့ပေကန်ဖြစ်နေရတယ်လို့ပါမဟန်နီစစ်တော့ပြောစရာရှိလို့လာလေးညီမလေးမလာစဘူးလာတဲ့သူမို့ဟန်နီအံ့ဩတယ်လို့ဖြစ်သွားပေမဲ့ကိုလည်းမအိတ်ချင်သေးတာကြောင့်စကားပြောဖို့ထားလိုက်တယ်လာစစ်တော့ကျင်းနေလို့လားမမစောစောအောက်ဆင်းတော့စစ်တော့အခန်းထဲမှာအိတ်နေရထင်လို့လေမမစစ်တော့လေပြောစရာရှိလို့ပြောလေစစ်တော့ရဲ့အမတို့ကညီမရင်းနေပဲလीမဟုတ်ဘူးလားစစ်တော့ကြည့်ရတာတမျိုးပါပြောတယ်မပြောတယ်စဉ်းစားနေရင်ဒီကောင်မလေးစိတ်ထဲရှိတာအပြစ်မှာကုန်ပေါ်ပါတယ်နေလျာရောညနေပိုင်းဓမင်းစားတော့ဟန်နီကိုလလန်းကြည့်နေတာအခုလည်းညာရေးရောက်ကြလာပါတယ်ပြောပါချက်တော့ရဲ့စိတ်ထဲရှိတာပြောအဲ့တော့မမကိုကူပြီးစဉ်းစားပြီးလို့ရမှာပေါ့ချက်တော့မပြောရင်မမကဘယ်သိမလဲဟုတ်လေချက်တော့ပြောလေပြောစင်မယ်ပြောမထွက်ရင်ကိုရနောက်တရက်ကျရင်ပြန်လာတော့မယ်မမတို့တွေစိတ်ညစ်ရငိုကြရမယ်စတော့အဲ့လိုမဖြစ်စေချင်ပါဘူးကဲမမပြောပြမယ်ကိုမရှိတဲ့ချိန်မမတရင်ရဦးစီးတဲ့သူပဲလေနောက်ပြီးမမတို့ကယူပြီးကြရင်စတော့ကိုလည်းညီမလေးတယောက်လိုစောင့်ရှောက်ပါကဲအဲ့လိုတို့တွေကမိသားစုတွေလေတယောက်ကိုတယောက်ကူညီပေးပါမယ်ဟုတ်ဘူးလားဟုတ်ကိုကြီးပြောတာပြောချင်လို့ပါစတော့ကကိုကြီးဖြစ်စေချင်တယ်လို့မဖြစ်ချင်ပါဘူးမမကိုလေကိုကြီးနဲ့ပဲအတူတူရှိနေချင်တာပါဟန်နီစကားကိုထောက်လိုက်ရင်းနဲ့စစ်တော်ပြောလာတဲ့စကားတွေကိုအံ့ဩမှုတုန်လှုပ်မှုမယုံနိုင်ခြင်းများစွာနဲ့နားထောင်ခဲ့ပါတယ်။လောက်ရလိုက်တာစစ်တော်ဆိုတဲ့မိန်းမနဲ့ရှင်ရွေးခံရတော့ကပဲခံပြင်းလုံးနေခဲ့တာ။အခုလိုစစ်တော်ကိုရွေးချယ်ပြီးတော့ကိုယ်လွတ်ချခြင်းနေတဲ့ယောက်ျားကြောင့်ကိုဒီမိန်းမစီကပြန်ကြားတဲ့အချိန်မှာဘာမှမရှိတော့ပါ။ဘာမှကိုမကြံတော့တာ။နောက်ဆုံးတင်းခတ်ထားတဲ့မာနပါရိုက်ချသွားခဲ့တယ်။ဘာတဲ့တီတာရှင်းပြမယ်ဟလား။အယုံသမားလူမျိုးအိမ်ပြန်သွားရမယ်ပေါ့ဘယ်တော့မှပြစ်မခံနိုင်ဘူးကိုဟန်နီမပိုင်ရရင်ကိုပိုင်ဆိုင်ခြင်းနဲ့ရအောင်လေကိုဆုံးရှုံးရမယ်နိဒါဟန်နီရဲ့အတ္တနဲ့မာနပဲဘုံတိတ်ကောင်ရန်ကုန်မှာလုပ်ငန်းကိစ္စအတွက်ပြောရင်းနဲ့လုပ်ငန်းရှင်တွေနဲ့ဒနာပွဲမှာသူရဲ့လို့အခြေချမဲ့နေရမန္တလေးမှာလို့ပြောလိုက်တော့တချို့ကသဘောကျပေမဲ့တချို့ကသူတို့နဲ့နေတဲ့နေရာကိုလာစေချင်ပါတယ်တောင်ကြီးကလူတွေကတော့သူတို့စီမှာပဲအခြေချမယ်ထင်ခဲ့ပေမဲ့ကိုဆုံးဖြတ်ချက်ဆိုတော့လေသူတို့ထုတ်မတက်ရပါဘူး။အန်ဒီတရီပါလာတာတွေ့ရတော့သူဟန်ဆောင်ပြုံးပြလိုက်ပေမဲ့စိတ်ထဲကတော့အာနာမီရအမှန်ပါ။စကားတွေရွှွှွှဝေစွာပြောနေကြတော့သူကြောင့်နောက်ကျရင်ဘယ်လိုမျိုးဒေါသဖြစ်မလဲမြင်အောင်မိပါတယ်။ဟာတတိတို့များပြားရှေ့ကွက်တွေမြင်ချက်
ဖုံးထိတ်ခေါင်လို့စစရတော်ရဲသူတမတ်ဖြစ်ရွေးချယ်ထားတော့ကျွန်တော်တို့တွေကဘယ်ကြော်တက်နိုင်ပါမလဲဗျာမဟုတ်တာဗျာတမတ်ဆိုတာလေသူတို့လူငယ်တွေသဘောကျပါကျွန်တော်တို့နဲ့မဆိုင်ပါဘူးဗျာဟုတ်ပါပြီအားကြတယ်ကွာမင်းလိုလူငယ်တွေအများကြီးလိုအပ်တယ်ကွာဟုတ်ကဲ့ကျေးဇူးပါဟန်ကဲသူတို့နှစ်ယောက်ပြောပြီးထွက်သွားတော့မှကို့မှာအနီးချောင်းနေတယ်လို့ကုံတီရှိတဲ့အတိုင်းဝိုင်းကိုနဲ့တန်းတူကိုထက်သားရည်သူစီးပွားရေးလုပ်ငန်းရှင်များစွာတက်ရောက်ကြတဲ့ကိုပွဲမှာအားစားကြတဲ့ကြည့်ရအများကြီးပါသူဝိုင်းတစ်ခွက်ကောက်ကင်ပြီးလူအုပ်ထဲမှာလိုက်မိတ်ဆက်ဖို့ထွက်ခဲ့လိုက်တယ်။ဘာပြောလဲ။ဒယ်ဒီကိုကရန်ကုန်မှာစီးပွားရေးသမားတွေနဲ့တွေ့ပြီးတော့သူ့လို့ချေချမယ်ကြောင်ပြောတယ်ဟဲ့လား။သမီးကိုဘာမှပြောဘူးလား။ဒယ်ဒီကတော့သမီးလိုက်လာမယ်ထင်နေတာ။ဟိုဟန်နီကလေမောင်လေးလေးရှိနေတော့သူပဲကြက်နေခဲ့ရင်ပြင်းနေမှာစိုးလို့အေးပါသမီးရဲ့ပြန်မလာကြသေးဘူးလား။သူရင်ရအောင်ပြောနေရလား။မောင်လေးကပြောပါတယ်ဒယ်ဒီပြန်လာတော့မှာပါကိုပြန်လာရင်လေအန်ဒီဖေဖေနဲ့ဖုန်းပြောပြီးတော့ဘာလို့ရမလဲဆိုတာသူသိပြီးသားပါကိုကအကွက်ကြကြစီစဉ်တော့လေပြန်ပြီးတော့အကွက်ချရတာပေါ့မန္တလေးမှာအခြေချမရလေတောင်ကြီးမှမနေချင်ဘူးပေါ့သူတကူမှသိမပေးပဲလောက်ချင်တာလုပ်နေတဲ့ကဟန်နီကဘာမဝင်တော့ဘူးပေါ့လေမအေးကိုပြောစရာရှိလို့ဟုတ်မမလေးခြံထဲမှာပန်းဦးတွေထပ်ပြေးဖို့လိုတယ်လीအရာကိုခေါ်ပြီးတော့တောင်းဝယ်ပြီးကြားရင်ကြားပါစီတေးစားလေးရွေးခဲ့ပြီနော်ဟုတ်ကဲ့ဒါမဲ့ဆရာတော်မှတော်လို့ရလားမမလေးအဲ့လိုတော့မရဘူးကိုလာရင်စင်သက်ဖြစ်အောင်လို့လေအော်ဟုတ်ကဲ့သွားလိုက်ပါမယ်မမလေးမနေ့စာစားတဲ့ချိန်ဟန်ဒီရဲ့အစီအစဉ်ကလုံးဝအောင်မြင်ပါတယ်ရှင်းထုတ်တဲ့နေရာတွေကိုရှင်းထုတ်ပြလိုက်ပြီမလို့ပါအော်ချစ်တော့လည်းပြောအောင်မေကိုကဖုန်းဆက်တယ်သူ့ခံကိုတန်ရှင်းလုပ်ပေးထားတဲ့အဲ့ဒါမေးတို့လေးပြင်သွားတော့ချစ်တော့ကိုကြီးတောင်းတာမမတိတ်လဲနေမကောင်းတော့ဟုတ်မမချစ်တော့လုံးလိုက်ပါမယ်ဟာမမရာမလူကြီးကတော့မဟုတ်သေးပါဘူးအကုန်လုံးကိုခိုင်းနေတော့တာဟဲ့နင်ပါသိလို့လေကိုကတန်ရှင်းကြိုက်တယ်လीပေါ်စီပြောနေတဲ့မောင်လေးကိုဟောက်လိုက်မှနည်းနည်းငြိမ်သွားတယ်အမြဲတမ်းသူကလည်းချက်တော့ကိုကာဝယ်ခြင်းနေသူဟယ်လိုဟန်နီကိုလေးစိတ်ရောက်ပြီနော်ခဏနေပြန်လာအော်အင်းပါဟန်နီကိုစီကဖုန်းဝင်လာတော့မေပြုံးတစ်ချက်ပြုံးပြီးအချိန်ကိုက်ရောက်လာတဲ့ကန့်ကြမအောင်ပဲကျေးဇူးတင်ရတော့မလို့သူရိန်လာခဲ့အောင်ကိုခန်းကိုသွားပြီးချက်တော့ဝိုင်းကူနေတဲ့သူတွေကိုလမ်းခေါ်လိုက်တယ်။ဘာလဲမမရာအလုပ်မပြီးသေးပါဘူးဆို။အေးပါရဲ့။ဒီမှာချက်တော့တဲ့နေ့အတွက်အေးဖြော်ထားလို့ယူသွား။အော်နေရအရင်တောက်သွား။ငါပကံထပ်မထုတ်ချင်လို့ဟာဗျာမမလေးရှက်ပြီ။အေးကိုစိတ်မရှိစွာတောက်နေတယ်။ဟုတ်တယ်လीကိုမောင်ချောင်ကိုသိတာပေါ့။ခွန်းတစ်ခုပေးလိုက်ရင်ရောသွားပြီလေ။သူတောက်မိရဲ့ဒုက္ခမောင်လေးချက်တော့နေချိန်နေဘလို့လေ။ဒီထဲမှာပဲမမရာချက်တော့ရိတ်ပြနေတယ်ကောင်းမမြင်ဘူးမင်းကမပါနဲ့တာသူ့ကိုမရှိတဲ့ချိန်အခုကမင်းအတွက်ချိန်ကောင်းမယ်လीမင်းအတောင်းစားတတ်တဲ့နာပေါ့ကဲပါပြောနေလေပို့ပဲအမလမ်းကြောင်းထားအောင်ဘာမှဖြစ်မရှိပဲဟိုကခုပြန်လာနေပြီမင်းအနားတော်ကက်လို့ရမှာမဟုတ်တော့သူ့စိတ်ကိုစွာပေးလိုက်ပြီးတော့အေးခွက်ကိုပေးရင်သူရဲ့ဦးကြီးတော့ရောင်းနှမ်းတာပဲထွက်သွားပါတယ်ရော့အမအေးပေးခိုင်းလို့အမဟန်နေရသူ့အတွက်တဲ့စိတ်မဆိုးတဲ့ပြေသဘောကောင်းလို့တော့အေးခွက်ကိုယူပြီးတောက်ရင်အရာခင်းစုပ်ကိုပြတ်နေအောင်ဖြတ်လိုက်တယ်အကုန်ပြီးသွားပြီလေသူရိန်ဝိုင်းကူတာကြောင့်မြန်ပြီးသွားတာပါကျေးဇူးတင်စကားပြောဖို့နောက်လဲကြီးသူ့နောက်ထက်ရမှာကရက်နေတော့လန့်သွားပါတယ်အမေနင်ရတယ်လန့်လိုက်တာကျေးဇူးပါငါ့ဝိုင်းကူလို့စတော်ကပြောလိုက်ပေမဲ့တုံ့ပြန်တယ်မကြားရတာကြောင့်ပြန်လဲကြည့်စတော်ကျွန်တော်စတော်ကိုကြိုက်နေတာကြပြီကိုကြီးနဲ့မပြောရတာကိုကြီးကိုပြောပြီးတော့လက်ထက်ချင်တယ်ကျွန်တော်တို့လည်းရွယ်လဲရောက်နေပြီလေဘလို့လဲမရပါဘူးဘာလို့လဲချက်တော့ရင်ကျွန်တော်မကြိုက်ဘူးလားဘာချွင်းချက်ရှိလို့လဲချက်တော့ခေါင်းကိုတစ်ချက်ဖိပြီးတော့ခေါင်းကိုရန်လိုက်တယ်ကိုမအိတ်ချင်နေတယ်လို့ဖြစ်သွားတယ်ခန်းပြန်ရမယ်ခဏလေးပါချက်တော့အကြောင်းပြချက်တစ်ခုခုပြောပါအောင်လို့လက်ကူခါချရင်လည်းချက်တော့ထိလန့်စွာပြေးထွက်ချက်တော့လေကရစ်တွေကိုမမြင်ပဲမူးဝေခဲ့တာကြောင့်တရင်းကောက်ကွေပြုတ်ကျသွားပါတယ်ချက်တော့မဟုတ်ဘူးတရိတ်တန်ဝင်ကြပေမဲ့အရန်နာနေတဲ့ကောင်ကမထူနိုင်ခင်အမြင်တွေဝေဝါးနေသလိုမမဟန်ဒီတန်ကိုကြားလိုက်သလားမသိပါဘူးအမလီဘလို့ဖြစ်တာလဲသူရိတ်အန်ဒီတုံလို့သွားပါတယ်ပလက်ဖြစ်နေတဲ့ချက်တော်ခန္ဓာကိုယ်ကလေကားရင်မှာပုံပြက်စွာကောင်ကနေစီးကြလာတဲ့သူတွေမောင်လေးကိုကြည့်လိုက်တော့လေကားထိတ်မှာရိုးကျိုးပြက်ပါတားမဘူးမမသူ့ဟာသူ့တားကြောင့်ပါသူရိတ်ရဲ့အတန်တွေချက်တော်စီယာနေကြားနေတဲ့ပြင်းထန်တဲ့အသက်ရှူတဲ့သူ
သူဟွန်းတီးပင်မဲ့ဘသူမှထွက်မလာတာကြောင့်စိတ်တွင်ကိုယ့်ဘာသာမောင်းဝင်ခဲ့ပါတယ်။ဘယ်သွားကြမှမသိကိုဦးကိုတော့မတွေ့ရ။ချစ်တော့သူမြင်လိုက်ရတဲ့မြင်ကွင်းကထိတ်လန့်ပွေရသူရဲ့နေမှာလဲနေတဲ့သူကလေးသူတွေကယူတယောက်လိုငိုပြီးတော့အန်နီကတော့သတိမိနေတဲ့သူလိုပါ။ဟာဘာဖြစ်ကုန်တာလဲဟန်နီဘာဖြစ်ကုန်တာလဲမအေးကိုဦးသူအတကုံချက်អော်လိုက်တယ်ဘာတမ်းမှမစားရပါဘူးသူ့လက်ထဲမှာပါလာတာကအပြူအောင်ကောင်းလေးတစ်ခုလုံးတွေးရောက်လန်းပြီးငမွေးလေးလိုပေါ့ပါတဲ့ခန္ဓာကိုယ်တစ်ခုသာအမလီပန်းအိုးတွေဝယ်လာတဲ့မအေးတို့လည်းမရပင်ထိတ်လန့်သွားပါတယ်ဆရာအယူတယောက်လိုအော်ငိုနေခဲ့ပြီးတော့ချက်တော်ကသူ့ရင်နဲ့မျက်မကောင်းစွာဆရာရင်ဝင်ထဲမှာကိုဖုံးဆက်ပါဈေးုံကောက်ခေါ်ပြီးမအေးပါတန်နေတော်မီမျက်ရည်ကျနေရတယ်ချက်တော်ကိုကြီးကနေရကြလားပြန်ထူးပါအောင်ကွာမင်းတို့မောင်တို့မတို့ကိုဘာလုပ်လိုက်ကြလဲတို့မှဘာပြစ်များရှိကြလို့လဲသူစိတ်ရှိသလောက်အော်နေပေမဲ့အတန်းကတိမ်ဝင်နေခဲ့ပါတယ်ကားပေါ်ရောက်လာတဲ့ချိန်ရဲကားပါတခါတည်းပါလာပြီးတော့ဝတ်စုံပြင်းနေစင်းလာတော့သူရိန်တယောက်ပြရခတ်သွားပါတယ်မတားကြောင့်မဟုတ်ဘူးမကဲပါဦးမဟန်နီတန်နေဝေဝါစွာစားနေရတယ်ပြည်ပြမှုတစ်ခုမှမရှိသူရဲ့နေလေးနေတဲ့ကောင်မလေးကဘာလို့လဲဘာလို့တန်နေစုညံနေလိုက်တာလဲဟာနားကြီးလိုက်တာတွေမလာခဲ့နဲ့မဟန်နီမအေးတို့ပါတတိထားပါအောင်မအေးဆိုရင်တကြီးခေါ်ပေမဲ့မဟန်နီကြားရမတူအကြည့်ရထူးဆန်းစွာနဲ့အော်နေပါတော့တယ်တရွတ်တိုင်းဆွဲခေါ်ရပါသွားတဲ့သူတွေကိုဆက်ဆုပ်စွာကြည့်ပြီးတော့စစ်တော်ရဲ့ခန္ဓာကိုယ်လေးကိုမချီကကားစီလျှောက်လာခဲ့တဲ့ချိန်အန်နီကိုတစ်ချက်လန့်ကြည့်လိုက်တယ်ရက်ဆက်လိုက်ကြတာသူတခုမှပြောလိုက်ပေမဲ့ကြားဖို့မရတဲ့ဟန်နီတယောက်ကတော့သွေးပြက်နေပုံရတယ်ဘလူတွေဖြစ်ပျက်ခဲ့တယ်ဆိုတာသူ့အတွက်အရေးမကြီးတော့ပါဘူးလေစစ်တော်တက်ရှင်ရမယ်ကိုကြီးစီကိုပြန်လာပြီးပါကလေးရဲ့စစ်တော်ကနောက်ကိုတခုလုံးလေးထဲမှာမျောနေတယ်လို့ဘာမှလည်းတဲကွဲစွာမမြင်ရပဲနဲ့အကောင်လုံးကိုတိတ်ဖုံးနေတယ်လို့ဟာမမေအကူစစ်တော်အတန်ကုန်ဟစ်အော်ပေမဲ့အတန်အထွက်မလားဒါမဲ့စစ်တော်အတန်ကိုကြားဟန်တူတယ်လဲကြည့်လာပြီးလက်ကမ်းပေးပါတယ်မမေအကူစစ်တော်အတန်ကုန်ဟစ်အော်ပေမဲ့အတန်အထွက်မလားအကူအောင်ကလည်းသဘောကျစွာပြုံးပြီးလက်ကမ်းခေါ်နေတယ်ဝမ်းသာလိုက်တာပြည့်စုံပြီမမေရဲ့ကိုရဲ့စစ်တော်တို့အရှင်လိုပြန်နေရတော့မယ်လေစစ်တော်ကိုကြီးစီပြန်လာခဲ့နော်နူးနူးညံ့ညံ့နဲ့ကိုကြီးပြောနေရဲ့အတန်သမီးလေးမမေမြလေးသမီးတို့ပန်းနေခိုးထားတယ်သမီးကြိုင်နှင်းစီဖြူအောင်နေမမေမြအတန်စစ်တော်ရောထွေးနေပါတယ်ဘာရီလဲမမေနဲ့ကိုကြည့်လိုက်တော့ပြုံးပြီးနားလေတယ်လို့ကြည့်နေခဲ့တယ်ပြီးတော့လေးရောင်ဘက်ကိုတရွေ့ရွေ့သွားနေတယ်လို့ပါမမေအကူအချိန်လေးမြန်လိုက်တာတနေ့နဲ့လေးလောက်သူမလေးလဲလျောင်းနေတာ16လပဲရှိနေပါပြီဘုံတွေကောင်ဒီကြတဲ့ဖြစ်ရက်တွေအများကြီးကိုကြုံခဲ့ရတယ်အန်နီတယောက်တက်ခေါင်ယူသွားပြီးတော့သူရဲ့ကိုတော့ကြည်အေးပေးလိုက်ပါတယ်သူအမားတွေမလုပ်ချင်တော့ဘူးလေသူတော့မဟုတ်ရင်တော့သူမလေးအတွက်ပေါ့ဘရောမှကိုယ်ခံစားချက်ကိုမကြည့်ပဲနဲ့တခြားသူအစဉ်ပြေဖို့တခြားသူမထိခိုက်ဘူးအမြဲတွေ့နေတဲ့သူကလေးလေးအခုတော့ဘာတုံ့ပြန်မှုမှမရှိဘဲနဲ့အိတ်ဆက်နေပါတယ်စပင်းနေရှိလာလိုက်တာသူတန်ရှင်းလုပ်ပြီးတဲ့ခါတိုင်းနွေ့နွေ့လေးရှိနေတဲ့လက်ကလေးနှလုံးခုန်တဲ့တူတူလေးကိုသူခံစားနေရတာကသူ့အတွက်မျောလင်းချက်ပါတာတမင်းလာစားလီဟုတ်ကဲ့မမေသူမလေးကိုကပ်ပပနမ်းပြီးတမင်းစားဖို့ထွက်လာတော့အလိုက်တသိပဲနက်စမလေးကခန်းတွင်းဝင်သွားကြပါတယ်မမေနဲ့တမင်းစားတော့လက်စီပန်းကင်းရနေလက်စက်တဲ့လီကိုသူရှူရှမ်းမိတယ်စားပြီးရင်ကလေးအတွက်ပန်းသွားချိုးမယ်လေဒါဟုတ်တဲ့ကောင်ဆရာမလေးတွေကပြောတယ်သမီးလက်ကလေးလှုပ်လာတယ်တဲ့ဗျာသူပန်းကင်းထဲကနေပြေးလွှားထွက်လာခဲ့တယ်ဆရာဝန်ကြီးကတော့ပြောပါတယ်ကိုမဝင်နေတဲ့သူတွေကသူတို့စိတ်စီစားရအတိုင်းနဲ့သူတို့ရွေးချယ်မှုပါပဲသူတို့ကိုရှင်သန်စေနိုင်နေတဲ့လေအဲ့ဒါကြောင့်သူ့ကိုသိစိတ်ရှိနေတဲ့လူတယောက်လိုပြုမှုဆက်ဆံပေးရင်သူတို့ကလည်းရှင်သန်ခြင်းစိတ်များလာမယ်တဲ့မင်းကိုမထားတော့တော့ပါအောင်နော်ဆရာမအချိန်နေရောဟုတ်ကဲ့ရှင်စောစောကညာဘက်လက်လှုပ်ရှားလာတယ်ဆရာဝန်ကြီးကိုလည်းတင်ပြထားတယ်လက်ပြန်လာခဲ့မယ်တဲ့အော်ဟုတ်ကဲ့ပါသူခန်းထဲကိုဝင်လာတော့သူမလေးကပုံမှန်တိုင်းပါပဲညာဘက်လက်ကလေးကိုသူကမ်းပြီးတော့ပါးနဲ့ကပ်လိုက်တယ်မင်းခံစားမိအောင်ပါကလေးရဲ့သူရဲ့မျက်ရည်ကသူမရဲ့လက်ကလေးနဲ့ထိမိသွားပါတယ်ရင်ဘကိုလှမ်းကြည့်တော့လှပတဲ့ပန်းကင်းကိုမြင်ရတယ်ကိုရှိမှတော့အိတ်ဆက်နေတဲ့သူမရဲ့လူနာကတိုးတက်လာတယ်
။အုံတော်ရဲ့ဇဲတွေကအလုံးလုံးလာတာတိတ်ကောင်းနေတယ်။ဂုဏ်ယူပါတယ်။ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်။ခုလိုဒုက္ခခံပြီးလာကြည့်ပေးတာကိုပဲကျွန်တော်ကျေးဇူးတင်လာပါပြီဗျာ။လူလက်ဆွဲနှုတ်ဆက်ရည်နဲ့ဆရာဝန်ကြီးကိုပြုံးပြလိုက်တယ်။ကျတော်နဲ့သူရဲ့ကယ်တင်ရှင်ဆရာဝန်ကြီးပါ။ကျတော်ကိုဒီမှာထားစဉ်နဲ့မြို့ပေါ်မှာမထားခြင်းလို့တောင်းဆိုတော့စင်ပြေအောင်လုပ်ပေးခဲ့တယ်။အခုချိန်ဒီအပတ်တိုင်းလာပြီးကြည့်ရှုပေးတယ်။သူမလေးကိုသူသေးသဘောကျတဲ့နေရာပဲကယ်တင်နိုင်မယ်လို့ဖုတ်တိတ်ခေါင်ထင်းလို့ပါ။ကလေးကိုကြီးပြောပြမယ်။အခုလေနင်းစီတွေကပိုပြီးပွင့်လာတယ်။ပြောရအောင်မယ်။ကိုလေးပန်းချောင်ကလေးစိုက်တဲ့နှင်းစီဖြူတွေပဲစိုက်ထားတယ်။မမေကပြောတယ်။မင်းလုပ်ချင်တာသာလုပ်တော့တဲ့။ဖေးရမယ်။အရင်ကပန်းချန်တွေကတဲမြင်လေးလေကလေးမမိရမလား။ပန်းကင်းကိုလမ်းကြည့်ရင်အပေါ်စီးကမြင်ရတဲ့နေရာလေးအဲ့ဒါလေးကိုပြန်လိုက်တယ်။မြန်လာကြည့်နော်။အဲ့ဒီမှာတိတ်လာတာ။သူစကားတွေမနာနဲ့ပြောနေပေမဲ့မမောပါဘူး။သူမလေးအတွက်ပဲလေ။ပရင်ပေါက်မှာမြင်နေရတဲ့တောင်တန်းပြပြကြီးရဲ့သူရဲ့အောက်ခြေမှာအပြူအောင်နှင်းစီကြီးရဲ့တိတ်ကိုလာတဲ့ပကြီးကားချက်တစ်ခုပါပဲ။ဘုတ်တက်ကောင်ဟွန်းတန်တစ်ချက်ပြီးတော့ထွက်လာတဲ့သူကမမေပါ။ပုံမှန်ဆိုသူမလေးကအပြေးလာကြုံနေကြ။အခုတော့ကောက်ကွေးလုံနေပုံရပါတယ်။သူပြောရင်းနဲ့ကားကိုချန်နဲ့တိတ်မောင်းဝင်ပြီးမမေကိုပြုံးပြလိုက်တော့တားရီမနေ့ကပြန်လာမယ်ပြောထားပြီးတော့သမီးလေးကမျောနေတာနောက်ကြတော့အဲ့လိုမလုပ်ပါနဲ့ကွယ်ဟုတ်ကဲ့ပါမမေရဲ့တာမဏီကစီးပွေးပွဲရနောက်ကြလို့အမေသမီးကိုဖုန်းဆက်တိုက်ခေါ်နေတာမကအောင်လေနောက်ကြတော့ဆက်ပါပိတ်သွားတယ်အခုတော့သူကဗမာလဲမေးထုံးစံအတိုင်းပေါ့တားရီတားကိုစိတ်ကောက်နေစားအတိုင်းပေါ့ကားနောက်ခံကနေသူမအတွဲနဲ့မမေအတွက်ပါလာတဲ့ပစ္စည်းတွေထုတ်ယူပြီးတော့မမေလက်ထဲထဲကဖုန်းထိပ်ကောင်ပန်းချန်စီကိုဦးတည်လိုက်တယ်ခုနောက်ပိုင်းသူမလေးကအကောက်တန်သူလေးဖြစ်လာပြီးတော့ဖုန်းထိပ်ကောင်ပေါ်လူတလူကြည့်ကြပြီးတော့စူးနေနေတတ်တယ်ကိုလည်းစိတ်ကောက်နေပုံရပါတယ်တညာပဲအိမ်မှာပါလို့ကိုကပြောထားပြီးတော့လုပ်ငန်းရှင်တွေနဲ့ညီနိုင်မှုတွေများတော့ညညာအိတ်ဖြစ်သွားတာတခါတလေသူမလေးကအတူတူလိုက်ခဲ့ပေမဲ့အခုလိုနေရခဲ့တဲ့ရမျိုးလေးရှိပြီးတကူမဟုတ်တကူကြီးကြတတ်တဲ့သူပါကိုနဲ့မကြီးကအယုံဆက်ပြီးထိန်းသိမ်းဆောက်ရှောက်ပေးထားတာကြောင့်သူ့မှာအာကိုတကူတပွဲလေးဖြစ်နေရတယ်မြင်ရပါပြီသူ့ရဲ့ကလေးငယ်သူ့ကိုမြင်တော့ပိုးပြီးစုထော်သွားတဲ့နှကန်းနဲ့အတူပန်းရောင်ကောင်းဝင်းရှိကိုမပြီးတော့ပန်းကင်းထဲမှာသူမနဲ့အတူလေးကိုရွေထားတဲ့အိမ်သေးသေးလေးပေါ်ကိုပြေးတက်သွားတယ်သူသဘောကျစွာပြုံးပြီးတော့ခြေရဲရှိအိမ်ပေါ်ကိုတလန်းကျန်းလန်းခဲ့တယ်ချော့ရအောင်မယ်လေကလေးလို့ကိုခေါ်နေရကြလားသူတန်ပေးရင်တကားကိုဆွဲပွင့်လိုက်တော့စစ်စရာနဲ့သမီးလေးပေါ်လာပြီးသူ့စီကိုတိုင်းကနေရောက်လာတဲ့မျက်စောင်းလေးအာထိလိုက်တာရှင်ဘက်ကိုစိုက်သွားတာပဲကလေးရဲ့သွားလာမချော့နဲ့ပြောတော့တညအိပ်ပဲတဲ့ပြောပြီးတော့ဂရိလည်းမတိဘူးကလေးရဲ့ကိုဖုန်းဆက်တယ်လေကလေးမခိုင်မင်းနဲ့အခုတခါလေးပါပဲကွာနောက်မဖြစ်စေအောင်နော်ကျွတ်တော့မတိနဲ့သူဆိုတဲ့ဆွဲဖက်တော့ရုံးခဲ့ရင်ပြောလိုက်တဲ့သူ့ကိုစိတ်မဆိုးစွာနဲ့ရင်ဝင်နဲ့ဆွဲသွင်းလိုက်တယ်ဘုတ်ထိပ်ကောင်ကိုဘေးထားလို့ရမလဲခဏကိုနဲ့လိုက်နေတော့စကားပြောဖို့မောသွားတာကြောင့်သူ့ရဲ့ကိုပြင်းနေတဲ့လက်တွေကိုချုပ်ပြီးသူ့ရင်ခွင်အောက်ကိုဆွဲသွင်းလိုက်ပါတယ်ကိုနားတယ်လို့လွတ်အမေသူ့လေးကြတော့နာတက်လိုက်တာကိုယူလည်းကြည့်အောင်ကလေးကြိုက်ထားတဲ့ရှားတွေခဏကိုမှဘယ်နေရာလို့ရှိလဲလို့ပြောသူခက်ဆဆမီတော့ပြန်ပြောဖို့အာယူနေတဲ့နှကန်းလေးကိုအလို့မပေးဘဲနဲ့နှမ်းရှာလိုက်ပါတယ်သူနှကန်းကိုလွတ်အောင်ချက်တော့ကြိုက်ဖြစ်ပြီးတော့နာတော့မှလွတ်လိုက်တာကြောင့်ပြုံးလိုက်ကောင်ကိုကြီးကြိုက်လို့ပြန်ကြိုက်တာသိလားသူများအောင်နာအောင်လုပ်ရင်ချက်တော့လည်းပြန်လုံမှသိလားဟုတ်လားပြန်လုံလေအဲ့ဒါဆိုကိုကပို့ကြိုက်တာပေါ့အတူတူချစ်ရလူကြမယ်လေကိုကြီးနော်ပြောနောက်ကျချက်တော့ညာပြီးတော့ထားခဲ့အောင်ပါလားဟာမညာပါဘူးကလေးရဲ့ကို့အလုပ်တရားမပြတ်လို့လေကလေးကိုရမ်းလွှဲနေရသိလားနောက်ကျရင်ကလေးလည်းမနေရပဲနဲ့ကိုနဲ့လိုက်ခဲ့ပြီနော်အဲ့ဒါဆိုမလွမ်းရတော့ဘူးပေါ့ဟုတ်ချစ်ဖို့ကောင်းလိုက်တာကွာဘုံတိတ်ကောင်ပြောရင်လည်းသူမလေးရဲ့နှကန်းတွေကိုငိုသိပ်စွာနဲ့နှမ်းရှာလိုက်ပါတယ်အနမ်းနေရရမသွားခဲ့ပါဘူးလွမ်းနေရတဲ့ရက်အတွက်အတူချပြီးသူမလေးကိုချစ်ပေးနေမင်းညမမေ့စီပြန်အိပ်ပဲပန်းကင်းလေးကအိမ်လေးမှာပဲသူတို့နှစ်ယောက်အိပ်ပြလိုက်တယ်မျက်လုံးဖွင့်ကြည့်တော့ရင်ဝင်ထဲမှာသူမလေးကရှိမနေတော့သူတကားကိုဆွဲဖွင့်လိုက်တဲ့အခါမှာပြီးပြည့်စုံစွာနဲ့လှည့်ရနေတဲ့သူကလေးလေးကသူ့ကိုကြောပေးပြီးတော့ပန်းကင်းဘက်ကိုထိုင်ပြီးငေးနေတယ်စံရွှေရှိတွေကိုကျောင်းမှာချထားပြီးတော့တစ်ဖက်ကိုငေးနေပုံကပကြီးကားတစ်ချက်နဲ့အသက်ဝင်စွာသူသတိရပြီးစဉ်းစားလိုက်တော့သူမြင်မှုနေကြ
ဖေဖေရဲ့ကြွေရုပ်တရားပုံစံအတိုင်းမှာမျက်နှာပေါ်မှာပန်းပွင့်ထည့်ထားခြင်းကပန်းကြီးကိုကြည့်နေတဲ့သူမို့ဖေဖေရဲ့အတွေ့ဖြစ်နိုင်တယ်။မေမေကိုလည်းအဲ့လိုမြင်ခဲ့ရမှုချင်းဖြစ်နိုင်ပါတယ်။သူတလန်းချင်းလဲရင်းနဲ့သူမလေးရဲ့နောက်ကျောကိုရင်ဝင်ထဲထည့်ပြီးပါးလေးကိုလှမ်းနှံလိုက်တော့သူ့ကိုပြန်နှံလာတဲ့နှကန်းလေးဒီတစ်ချက်ဝေးမှာစံတွေတွေကသူ့ကိုရစ်ပတ်ပြီးတော့ဖုံးအုပ်သွားသလိုပါ။ပရိသတ်များရှင်ဝကြွေးတွေပြည်စီခြင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးရပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။နောက်ရက်ဒီမှာလည်းဇာတ်လမ်းကောင်းလေးများစွာကိုရွေးချယ်ပြပြပြီးအောင်မလို့နားဆင်အားပေးကြပါအောင်နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။